Ninya, Echo to Zadia will play with on Elumiaro, to Tata. Lone Lolumiao, Lua, 8 and a Sikashi, Elumiaro, no. Our time will go Elumiao. Andဒီနေ့အမေစုမွေးနေ့ဆိုတော့အမေစုအမတ်တရားအမေစုမွေးနေ့အမတ်တရားပေါ့စကားပြောမယ်လို့စဉ်းစားမိတယ်ဆိုတော့ကျွန်တော်သိခဲ့တဲ့အမေစုရဲ့အကြောင်းလေးကျွန်တော်ပြောပြရအောင်တော့အမတ်တရားပေါ့ကျွန်တော်မိတ်ဆွေတွေရတယ်ပဲသိကြတာရှင် comment မှာမေးပေါ့နော်ဒီလိုမျိုးပဲ live နဲ့စကားပြောသလိုနော်စကားမျိုးအပြန်အလှန်စကားပြောလို့ပြောကြရအောင်ကျွန်တော်တို့စီမာကအခုနွေရာသီဆိုတော့ပူတယ်ဗျခုတော့အဲကွန်ကဖွင့်တော့အဲကွန်တန်တော့လည်းရှိတန်ညံနေပေါ့နော်အဲကွန်တန်နေရှိကျွန်တော်အတန်တော့ကြားမယ်လို့ထင်တယ်ဗျနော်ကြားကြလားဆိုတော့ကျွန်တော်ကအချင်းထောင်နဲ့ရောက်တော့စုံတွေ့တာကကျောင်းသားအုပ်စုပေါ့ကျွန်တော်တို့အချင်းထောင်ထဲမှာကကျောင်းသားအုပ်စုရှိတယ် NLD အုပ်စုရှိတယ် Communist စီအုပ်စုပေါ့ Communist အလွယ်ဝင်ပေါ့နော်အဲ့လိုရှိကြတယ်ဆိုတော့ကျွန်တော်ကနီးစက်တာကကျောင်းသားအုပ်စုပေါ့ကျွန်တော်ကိုယ်တိုင်လည်းပဲကျောင်းသားတယောက်တော့ကျောင်းသားလို့ရှာမှုသူဥဆောင်တဲ့သူတယောက်ခေါင်းဆောင်တယောက်ဖြစ်နေထောင်ကြတယ်1996ခုနှစ်အဲ့ဒီလိုမျိုးကျောင်းသားလို့ရှာမှုကိုဥဆောင်တဲ့လူတယောက်ဖြစ်ထောင်ကြတော့ထောင်ထဲရောက်တော့လည်းပဲဒီကျောင်းသားခေါင်းဆောင်တွေနေပဲနီးစက်တာပေါ့နော်ရင်းနှီးတာပေါ့ဆိုတော့အစောပိုင်းကျွန်တော်ကအင်းစင်ထောင်မှာနေခဲ့တယ်ဗျာဒီတော့ပိုင်းကျွန်တော်တို့ဟုတ်ကဲ့Mary Cloud မေရောသားသမီးတွေရောအေဂျင့်ကြပါစေဟုတ်ပြီဗျာမေစုဒီသူမြတ်တာကြောင့်ကျုံးနေပြီးခဲ့ပါစေပြီးခဲ့ပါဗျာကျွန်တော်ယုံကြည်တယ်နော်မေစုပြီးခဲ့ပါပြီးခဲ့ပါenergy ဆိုတာရှိပါတယ်။နော်ကျွန်တော်တို့ဘယ်ဘာသာတရားအရာမဆိုပေါ့နော်ကျွန်တော်တို့ဖျားသခင်တွေပဲပြောကံလို့ပဲပြော energy တွေရှိပါတယ်နော်ဒီကမ္ဘာလောကကြီးကဆိုးရုပ်တဲ့အကြောင်းကြောင့်လည်းဖွဲ့စည်းထားတာပေါ့နော်အဲ့တော့ဆိုးရုပ်တဲ့အကြောင်းကြောင့်လည်းဖွဲ့စည်းထားမှာပေါ့အဲ့ဒီ energy တွေကအဲ့ဒီသဘောတရားတွေကမေစုအတွက်မြဲတဲ့ရှိနေပါတယ်။ဆက်ပြောပြရင်အဲ့တော့ကျွန်တော်ကဒီတရေထောင်ကိုရောက်တော့အဲ့ကေကျူကိုကြီးလို့ပေါ့ကေကျူနဲ့ကျွန်တော်တို့တွေကတစ်ဖွဲ့တည်းပေါ့ဗျာ။နော် communist နော်ဒီလဝဲချင်းနဲ့ဘက်မှာဆိုလို့ရှိရင်အငယ်ဥလာရွှေလို့ပေါ့ရှိတယ်။သူတို့NLD ဘက်ကဆိုလည်းပဲခုမိုးစော်ဘူးပေါ့ခု NUG ကနိုင်ငံခြားရေးထုဝင်ကြီးဟောင်းပေါ့မိုးစော်ဦးလို့တော့ခုမိုးမြတ်သူလို့ရှိကြတယ်ဆိုတော့ကျွန်တော်က NLD ကပုံကိုယ်တွေနဲ့လည်းရှင်းပြီးပါတယ်ဒါပေမဲ့ကေဂျီရိုနဲ့ကကျတော့တစ်ဖွဲ့တယ်ပေါ့ခုဘူကြီးတို့ကကျတော့ကျွန်တော်30နှစ်ကျော်လောက်ဘူကြီးတယ်ကျွန်တော်တစ်ဖွဲ့တယ်ပေါ့နော်ရှိကြတယ်အဲ့ဒီတော့အဲ့ဒီအချိန်တုန်းကကေချီတို့ကကိုကြီးတို့ကကျောင်းတော်အုပ်စုကျွန်တော်ကျောင်းတော်အုပ်စုတွေအမေစုကိုဝေဖန်တဲ့သူတွေပေါ့ဗျာကျွန်တော်တို့ကအမေစုဝေဖန်နေဆိုတာကအမေစုမရှိလို့ရှိရင်အခြေအနေမျိုးဖြစ်မယ်ပေါ့နော်အမေစုမရှိလို့ရှိရင်မင်္ဂလာပါဦးဝင်းဆိုနော်ဒီနေ့ကတော့ကျွန်တော်တို့ရောက်တဲ့ຢာပြောရတယ်
မေစုအကြောင်းမဲ့တရားလို့အဲ့တော့မေစုမရှိလို့ရှိရင်တော့မရှိရင်တော့ဒီနိုင်ငံအခြေအနေကတမျိုးပြောင်းမယ်မေစုကနိုင်ငံမလုံးတဲ့ဖူပရိယမရှိအဆရှိဖြစ်ပေါ်ဗျာဝေဖန်ကြတယ်သုံးသပ်ကြတယ်ပေါ့လေအဲ့ဒီမှာကျွန်တော်လည်းပါတာပေါ့အဲ့ဒီခါကတပ်ပါတီပေါ့ဗျာတပ်ပါတီတော့တတိယရာစုဆိုတော့စစ်တပ်နဲ့စစ်တပ်ကလည်းအသုံးမကျဘူး NLD ကလည်းအသုံးမကျဘူးဒါကြောင့်ဘာလို့ចောင်းသားတွေကအရေးကြီးသွားပြီပေါ့ငါတို့ចောင်းသားတွေဥဆောင်မှရတယ်ပေါ့ဒါတတိယအင်အားစုဆိုတာအဲ့ကတည်းကရှိတာကျွန်တော်တို့ကလည်းအဲ့တတိယအင်အားစုပေါ့ဗျာတော့ NLD အသုံးမကျဘူးမေစုဘာသာစကားမျိုးမျိုးတက်ကျွမ်းပုံအကြောင်းကိုဒီသလောက်ပြောပြပါလားမေစုကပြင်သစ်လို့ပြောတတ်တယ်ဗျဟုတ်လားပြင်သစ်လို့ပြောတတ်တယ် English လို့ပြောတတ်တယ်ကျွန်တော်ဘာသာစကားတွေတော့ကျွန်တော်မသိဘူးတော့ပြင်သစ်ကျွန်တော်လည်းကတော့မေစုနဲ့ရလို့မြန်မာလိုပဲပြောတာပါ English လို့လည်းမပြောဘူးပြင်သစ်လို့လည်းမပြောဘူးပြင်သစ်လို့ကတော့တော့ဒါပြင်သစ်စကားပြောတတ်တာဘယ်လိုပဲညာပေါ့မေစုနဲ့ကတော့ language အကြောင်းတော့ဆွေးနွေးဖူးပါတယ်နော်မေစုပြင်သစ်လို့ပြောတာလည်းကြားဘူးနော်ကျွန်တော်လည်းပြင်သစ်လို့ပြောတတ်တော့မေစုနဲ့ကပြင်သစ်စကားအကြောင်းတော့ပြောဖြစ်ပါတယ်နော်ပြင်သစ်စကားဘယ်လိုလှပရဲဆိုတဲ့အကြောင်းတော့ပြောဖြစ်တယ်ဒါပေမဲ့အမေစုနဲ့ English လို့ပြင်သစ်လို့ပြောဘူးဒါပေမဲ့အမေစုကမြန်မာစကားကဗျာခင်ဗျားတို့လည်းသိတဲ့အတိုင်းပဲမြန်မာစကားအတော်ခင်ဗျာပရိယေကျွေတာစကားပြောအတော်တက်တာမေစုရဲ့ထူးခြားချက်ကစကားလုံးရွေးချယ်မှုနော်စကားလုံးထိအောင်စွာပြောဆိုနိုင်မှုတော့ကျွန်တော်ထင်တယ်ဗျ energy က strategic communication ပေါ့ဗျာမေစုတင်ကျွန်တော်စကားရအောင်မှာမေစု English လို့ညပြောတာမကြိုက်ဘူးနော်မဟာပြောမြောက်ဒီလူထုဆက်ဆံရေးပေါ့နော် strategic communication ပေါ့နော်မေစုကစကားပြောရင် English လို့ညပြောလိမ့်မရှိဘူးပေါ့ကျွန်တော် English လို့ညပြောလို့ရှိရင်လည်းပဲမေစုကကြိုက်တော့ပြောတယ်ဒါမှမဟုတ်ပဲပြောပါနော်မြန်မာစကားလုံးတွေရှိအင်္ဂလိပ်စကားလုံးတိုင်းအတွက်မြန်မာစကားလုံးရှိအကျင့်မလုပ်ပါနဲ့နော်မေတို့ဘာသာစကားကိုအမေတို့ပြည်တမိုးထား English လို့ပြောခြင်း English လို့ပြောမြန်မာလိုပြောမယ်ဆိုမြန်မာလိုပြောပေါ့နော် English လို့ညပြောတာကဒါဘာစကားကိုလည်းဖြစ်စီတယ်အင်္ဂလိပ်စကားကိုမသိတဲ့မြန်မာတွေအတွက်လည်းပဲဒါသူတို့အတွက်အားနည်းချက်ဖြစ်စေတယ်ပေါ့ကိုပြောတဲ့စကားသူတို့ရှိမရောက်ဘူးပေါ့အဲ့တော့ပြည်သူလူထုရှိကိုနော်တရင်စကားပါကြလို့ရှိမြန်မာလူကိုရှင်းရှင်းလင်းလင်းပြတ်သားပြောပါလို့မြေစောအမြဲတမ်းပြောတယ်ဗျဆိုတော့ဒီကျွန်တော်လည်းစကားပြောလို့ရှိရင်မြန်မာထုံးစံပေါ့ဗျာအင်္ဂလိပ်စကားကိုကိုမရောက်တင်မရောက်သင်ခဲ့တဲ့လူတွေထုံးစံကအင်္ဂလိပ်တော့ညက်ပြောမှာနော်အဲ့တော့မေစုဘာသာစကားကျွမ်းကျင်မှုအကြောင်းပြောပါဆိုမြန်မာလူကတော့တက်တီဗျာမြန်မာလူပြောတာမြတ်စကားလုံးကိုအတန်ကြီးတယ်အတန်ရှင်းတယ်စကားလုံးရွေးချယ်မှုအရန်ကောင်းတယ်မြတ်နိုင်ငံခြားမှာနှစ်ရှည်လများနေခဲ့ပြီးတော့တချို့ဆိုရင်ကျွန်တော်ပြင်သစ်တန်ရုံမှာပြင်သစ်ကျောင်းမှာပေါ့ဆရာလုပ်ခဲ့ဘူးလေအဲ့ဒီတော့ဆိုရင်ပြင်သစ်ကျောင်းမှာရှိတဲ့တချို့ပြင်သစ်တင်တဲ့ဆရာမတွေပေါ့ကြီးရတယ်ဗျာခင်ဗျာဘလို့လဲဆိုတော့ဟာငါဒီစကားပြင်သစ်လို့ပြောတာကြတော့ဗမာစကားမိသွားပြီလို့ဒါလို့ပြောတာကျွန်တော်တွေ့ဘူးလေလို့ဘူယူပေါ့ဗျာနော်ပြင်သစ်လူပဲပြောမှဆိုတော့ကျွန်တော်တွေ့ဘူးလေကျွန်တော်ပြင်သစ်ကျောင်းကဆရာတွေပေါ့ဆရာမတွေပေါ့ဆရာမဟုတ်ပါဘူးနော်ဆရာမတချို့ပေါ့အတော်ခင်ဗျာမရှက်ကြတာပေါ့ဗျာအမေစုဆိုလို့ရှိရင်လူမသိတဲ့ခါစားတဲ့ကမြန်မာပြည်မှာမနေရတော့ဘဲနဲ့နော်မေစုရဲ့နော်အမေကမိခင်ကနော်မေတော်ခင်ကြီးကနော်အိန္ဒိယနိုင်ငံကိုတန်မှတ်ဖြစ်နေပို့လိုက်တယ်အိန္ဒိယကိုရောက်သွားတယ်နောက်ပေါင်းအင်္ဂလန်မှာကျောင်းစားတယ်ဆိုတော့မေစုကနိုင်ငံခြားမှာနေတာပဲဒါပေမဲ့ဘာသာစကားကမြန်မာလူက English လို့လေခင်ဗျာသူပြောတာ English လို့ပြောတာလည်းပဲကြည့်လေခင်ဗျာတကယ် standard English ကိုတကယ်ရှက်ပင်ပြီးတော့ပြောတတ်တာလေနော်ပြင်သစ်လို့လည်းပဲအမေစုပြင်သစ်လို့ပြောတာကျွန်တော်ဗီဒီယိုတွေ့ဘူးတယ်
နော်အမေစုနဲ့ကအစောကကျွန်တော်ပြောသလိုမျိုးပဲဒီပြင်သစ်စကားအကြောင်းတော့ဆွေးနွေးဘူးတယ်နော်ကျွန်တော်ကဒီပြင်သစ်အကြောင်းမှာပြင်သစ်တန်ရုံအကြောင်းမှာဆရာလုပ်ဖူးတယ်ဆိုတဲ့အကြောင်းမေစုကသိတယ်တော့ဆွေးနွေးဘူးတယ်ဒါပေမဲ့မေစုက English လိုပြင်သစ်လိုဒီလိုမျိုးဟိုဗမာလိုပြောလို့ရတဲ့အချိန်မှာပြောတာကြိုက်ပုံမရဘူးဗျကြိုက်သူအဲ့လိုမျိုးမပြောတတ်ဒါကဒီနိုင်ငံတစ်ခါရောက်မြန်မာတွေအတွက်လေမြန်မာ community အတွက်ကောနော်မြန်မာဘိုလ်ယူတွေအတွက်ကောဒါကနော်ဟိုစဉ်းစားစရာကြနော်တော့ခုနကီလိုမန်ဘာပြောလဲမသိဘူးအမေစုရဲ့အနေထားကိုဘယ်လိုမြန်မာနေတဲ့ကိုနေလင်းကျော်သိတယ်ကိုနေလင်းကျော်ရဲ့ကျွန်တော်ကတော့အမေစုကိုနော်တရှိထင်ရှားရှိရလို့ယုံကြည်တယ်အမေစုရဲ့ဖုန်းကန်အမေစုကဗျာကျွန်တော်ကကြတော့ကန်ချမာဆိုတာတက်ကိုလူယုံမာတွေနဲ့လူယုံမာတွေရှိတဲ့အခြေအနေမှာတော့ဒီလိုတော့ဖြစ်တာပေါ့ဗျာဒါပေမဲ့အမေစုရဲ့ဖုန်းကန်နဲ့အမေစုရဲ့ဆောင်ထင်းရဲ့အမေစုဖုန်းကန်အမေစုရဲ့တိကျသမာဓိပညာနဲ့ပေါ့နော်တိကျသမာဓိပညာလို့ပြောတဲ့အခါမှာခင်ဗျားတို့သိကြလားအမေစုကလေကျွန်တော်ပြောပြမယ်အမေစုကရေကိုရေချက်အီတမျိုးပဲတောက်တာသိလားရေချက်အီပဲတောက်တာမေစုကရေကိုဟိုလက်ဖက်ချောက်တောင်ခတ်ထားရေချက်ဟိုစုထားတဲ့ရေပဲတောက်တာမေစုကနော်နောက်တစ်ခုကကြတော့မေစုအိမ်ကျွန်တော်တို့သွားရင်လေစကားကြောင်လို့ပြောတယ်မြန်မာမုတ်လည်းချကျွေးတာဗျမြန်မာမုတ်ကမျိုးစုံရှိတယ်ရမ်းချစ်ဖို့ကောင်းတယ်မြန်မာမျိုးကမေစုအိမ်မှာမျိုးစုံရှိတယ်အဲ့တော့ကျွန်တော်တို့အတွက်ဆိုရင်တော့မေစုကရေနွေးလေးချပေးတယ်မြန်မာမုတ်လေးတစ်ခုတစ်မျိုးနှစ်မျိုးသုံးမျိုးလောက်ရှိတယ်တစ်မျိုးမကနှစ်မျိုးသုံးမျိုးလောက်ချပေးတယ်နော်အဲ့ဒါမေစုအိမ်မှာနည်းမြန်မာမုတ်လေးတွေရှိတယ်ဆိုတော့အဲ့ဒီမေစုကြောင့်ပြောတော့ငါပြောတယ်လေဟိုအမေစုကတော့တတိချမ်းကောင်းတော့တိလသမာဓိပညာဆိုတော့အမေစုစီမှာတွေ့ရတယ်ဗျာတော့ကျွန်တော်အဲ့လိုပြောရင်းနဲ့ပြောစီအတော်များတာတိလရောသမာဓိရောပညာရောပေါ့ဗျာဆိုတော့ခင်ဗျားအဲ့လိုပြောတော့ကျွန်တော်ကကွာလူတကောင်ကပုံတော့ပွဲရွတ်လို့လိုက်ရှုံနေရလို့ပြန်ထင်လိုက်တယ်တချို့တွေကအဲ့လိုမြင်ထင်ကောင်းတယ်မဟုတ်ဘူးခင်ဗျားတို့အမေစုအနားမှာမနေဘူးလို့ရှင်သိတယ်သူကညတိကရှမ်းကောင်းတမတမဟိုတမတိလည်းတက်ကနေပဲတမတိလည်းကြာအားကောင်းပါဆိုတော့ဘာမဆိုကိုသူကပညာနဲ့ရှင်ပြီးတော့လုပ်တယ်ဗျပညာနဲ့ရှင်ပြီးတော့နေထိုင်တယ်ပညာနဲ့ရှင်တယ်ပညာတတိပေါ့ဗျာပညာတတိနဲ့ရှင်ပြီးတော့နေထိုင်တယ်ဆိုတော့အမေစုတီတော့ကျမ်းမာရေးကောင်းမယ်လို့ကျွန်တော်ကသိဘာကြောင့်လဲဆိုအမေစုကအစာမကျူဘူးအတော့မကျူဘူးခင်ဗျာအကုန်လုံးကပညာနဲ့ရှင်ပြီးတော့နေထိုင်တဲ့စံပြလူသားဆိုအမေစုလေဗျာဆိုတော့ကျွန်တော်တို့ဗျာဗုဒ္ဓဟောတဲ့တရားမှာလဲဗုဒ္ဓဘုရားရှင်ဟောတဲ့တရားမှာလဲရှိတယ်ကျွန်တော်တို့ကကဲတိကသမာဓိပညာနဲ့ပြည့်စုံလို့ရှိရင်ဘေးရန်ကင်းတယ်ဗျာဘေးရန်ကင်းတယ်ဆိုတာဗျာဒီလူယုံမာတွေကဖမ်းချုပ်ထဲ့တာကကြတော့နော်ဗုဒ္ဓဘုရားရှင်တော်မှာလုတ်ကျန်တာခံသေးတာပဲအမေစုကနော်တမန်ပုတ္တုဆံပဲနော်ဒါပေမဲ့အမေစုကနော်သူ့ရဲ့ဖုံးကန်ကနော်သူ့ရဲ့ဖုံးကန်ဆိုတာသူ့ရဲ့သူနေထိုင်နေသူ့ရဲ့သီလသမာဓိပညာနဲ့ရှိပြီးတော့နေထိုင်နေနော်သီလနဲ့နော်သီလကောင်းနေနော်နေထိုင်စောင့်တော့ပုံစံအလုံးအစားတတိပညာနဲ့ရှိနေပေါ့အဲ့တော့အဲ့ဒီအချက်တွေကိုကျွန်တော်ကကြည့်လို့ရှိရင်မေစုကကျန်းကျန်းမာရှိနေလို့ကျွန်တော်မြင်နေဗျနော်ပြည်သူတွေအားလုံးကလည်းပဲမေစုကိုမြစ်တာပို့တယ်ဗျကျွန်တော်လည်းဒီနေ့ဆိုလို့ရှိရင်ဥပုသ္တိလာစောင့်နေနော်ဟိုမြောက်လည်းသိထားမိပါပါတမန်နေ့ဆိုရင်ကျွန်တော်စကားပြောလို့ရှိရင်နည်းနည်းအလုတ်ကများတော့ဗျကျွန်တော်ကဒေါသလေးနည်းနည်းကြီးတဲ့ပုံစံရှိတယ်ဒီနေ့ဆိုရင်အဲ့လိုဖြစ်မနေစိတ်ကူကြီးနေအောင်ကျွန်တော်ရှိတယ်အမေစုအတွက်သစ္စာဆိုတယ်မြတ်တာပို့တယ်ဆိုတော့ပြည်သူတွေအားလုံးလည်းမေစုဝိုင်းမြတ်တာပို့တာကြပါလိမ့်နော်ဆိုတော့မေစုကျန်းကျန်းမာမာရှိနေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျဟိုနေလို့ဆိုတော့အဲ့တော့ဒီပါရကမန်ကြီးကြည့်
ဗုဒ္ဓအဆုံးအမကိုနားလည်ရင်မေစုတို့ပုဂ္ဂိုလ်မျိုးကိုစိတ်နဲ့ပြစ်မိုင်းတော့အမှန်ပေါ့ဗျာနော်အပြစ်ဖြစ်မှာတဲ့ဒီနတ်ဓမ္မတိပညာဆိုတဲ့နော်ဗုဒ္ဓရဲ့ပေတံတိုင်းတာလို့ရှိရင်စံပြကောင်းဆောင်တေချာတာပေါ့ဗျာမေစုကမြမပြည်ကိုမြမပြည်သူပြည်သားတွေကိုမိခင်တယောက်လိုချစ်တာဆိုတော့အမေစုကသူဟိုအမေစုကသူ့ကိုအမေလို့ပြောတာက2010နောက်ပိုင်းပြည်သူတွေကလည်းသူ့ကိုအမေလို့ခေါ်တယ်ကျွန်တော်အမေလို့သူ့ကိုသူမပြောဘူးအခုကျွန်တော်နဲ့စကားပြောလေပဲအမေစုကသူ့ကိုသူအမေလို့ပြောတာဆိုအမေကလေကျွန်တော်လည်းအမေလို့ခေါ်တယ်ဆိုတော့မြမပြည်သူပြည်သားတွေကိုနော်သူကတာသမီလို့တတ်မှတ်တာဗျာနော်မြမပြည်ကိုသူကအမေတယောက်လို့မိခင်တယောက်လို့သူအဲ့လိုချစ်တာတော့ဒါကြောင့်မလို့နော်ခင်ဗျားစဉ်းစားကြည့်ဗျာဒီ energy အုပ်ချုပ်ခဲ့တဲ့ဒီ9နှစ်တာကာလမှာလမ်းပန်းစစ်တော်ရေးဆိုရင်အကြက်ဖက်ဒီစစ်ခွေးတွေအုပ်ချုပ်ခဲ့တဲ့နှစ်ပေါင်း60လောက်ကာလတက်ဆိုင်အစပေါင်း80လောက်ပို့ပြီးတော့ကျွန်တော်တို့ပိုကောင်းလုပ်နိုင်တယ်နော် 80% လောက်ပိုကောင်းလုပ်နိုင်တယ်80အစပေါင်း80လောက် 80% နော်ကျွန်တော်တို့စင်အင်းစရာရဆိုရင်နောက်တစ်ခုကလက်စမီဆိုလေ80% လောက်ပိုကောင်းလုပ်နိုင်တယ်နော်ကျွန်တော်9နှစ်ကျော်မှလုပ်နိုင်တာတော့သူတို့နှစ်ပေါင်း60လောက်ကျော်မှမလုပ်နိုင်တာဘူး9နှစ်ကျော်မှကျွန်တော်တို့က80% လောက်ပိုကောင်းလုပ်နိုင်တယ်နောက်တစ်ခုကကျွန်တော်မီးမပြတ်တော့ဘူးဟုတ်ဆိုတော့ပြည်သူတွေကလည်းပျော်ရွှင်နေကြတယ်မျောလင်းချက်အဖြစ်နော်အတိလို့အခြေဖြစ်ခဲ့တယ်ပေါ့ဗျာဆိုတော့အမေစုကလည်းပဲအဲ့ဒါကိုရမ်းကျင်တယ်တော့သူမြမပြည်ကိုတော့သူသက်ရှိထင်ရှားရှိနေတဲ့အစဉ်တွေမှာကျမကြီးကောင်းတော့မှာဘလို့မျိုးအကောင်းဆုံးလုပ်ပေးရမလဲပဲစဉ်းစားတာဆိုတော့ဒီမြမတစ်ပြည်လုံးမှာလည်းပဲမြမတစ်ပြည်လုံးပြောတဲ့ခါမယ်တော့ပြည်နေရောပြည်မအောင်မခွဲဘူးပေါ့ဗျာတော့အားလုံးကမေစုကြည့်ကြတယ်တော့ပြောတယ်တချို့ကဟိုတိုင်းရင်းသားဒေသတွေမှာမေစုလက်မခံဘူးဆိုမဟုတ်ပါဘူးတော့တချို့တိုင်းရင်းသားဒေသကသူတို့နိုင်ငံရေးသမားတွေကလက်မခံတာတော့နိုင်ငံရေးသမားတွေကဘာကြောင့်လက်မခံလဲဆိုလို့ရှိရင်အမေစုရှိတော့သူတို့နေရာမရောက်ပေါ့ဗျာသူတို့ကလည်းပဲတော့သူတို့ကလူမျိုးဆွဲအခြေခံပြီးတော့မှနေရာလိုချင်တာဟုတ်ဗျာဆိုတော့မေစုကအဲ့ဒါမျိုးလက်မခံလူမျိုးဆွဲအခြေပြုတော့လက်မခံတော့သူတို့မကြိုက်ကြဘူးဆိုတော့ဘာကိုကြည့်ရမလဲတွေ့ရမလဲဆိုရင်2015 2020ကာလတစ်ခုစလုံးမှာမြန်မာပြည်မှာပြည်မတစ်ခုတည်းပဲဒီ energy ကဟိုတောင်ပြိုကမ်းပြိုနိုင်တာမဟုတ်ဘူးဒီမှာချင်းပြည်နယ်မှာဆိုတပြည်နယ်လုံးကျွန်တော်တို့နိုင်ရတယ်ကချင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ဒီမှာဆိုရင်အများစုပေါ့တပြည်နယ်လုံးနှီးပါနိုင်ရတယ်ရခိုင်မှာဆိုရင်ရခိုင်ပြည်နယ်တောင်ပိုင်းတစ်ခုလုံး energy ကအနိုင်ရတယ်ရှမ်းပြည်မှာဆိုရင်ရှမ်းပြည်နယ်တောင်ပိုင်းအရှိပိုင်းနေရာတချို့နေရာတွေပေါ့အနိုင်ရတယ်ပေါ့အဲ့ဒါကိုကြည့်လို့ရှိရင်မမပြည်တစ်ပြည်လုံးကပြည်သူတွေကအမေစုချစ်ကြတယ်အားကိုးကြတယ်ဆိုတော့တွေ့ရမှာဖြစ်တယ်နော်မေစုချစ်ကြတယ်အားကိုးကြတယ်ပေါ့ဗျာအဲ့တော့မေစုကပြည်တော်စုမိခင်ကြီးဗျာနော်ဒီမှာပြည်ခင်ကြီးဟုတ်တယ်ပြည်တော်စုမိခင်ကြီးဖြစ်တယ်ပေါ့ဗျာနော်မေစုဒီတက်ရှိထင်ရှားရှိတဲ့အချိန်မှာမပြူတိဆောင်းတကယ်တော့ resource ဗျာ resource ဆိုတာဗျာနော်အရင်းမြစ်ဗျာနော်ဒီကွန်ရှူလို့ခေါင်းဆောင်မျိုးရှိခဲ့လို့စင်ကာပူနိုင်ငံကဖွံ့ဖြိုးတိုးတက်ခဲ့တယ်တိတ်ဆောင်ခင်လို့ခေါင်းဆောင်ကလုံးဝငတ်ပြတ်နေတဲ့တရုတ်ပြည်ကိုချမ်းသာတဲ့နိုင်ငံအဖြစ်ပြောင်းလဲပြီးတယ်မြန်မာပြည်ကိုလည်းပဲအမေစုလိုလူမျိုးဥဆောင်နော်မာပြည်ကမဖြစ်လူတွေကိုတနိုင်ငံလုံးကိုနော်ဆွဲခေါ်နိုင်တာတနိုင်ငံလုံးကိုစုယုံနိုင်တာအမေစုပဲရှိတယ်နော်တရုတ်ကအစတရုတ်လိုနိုင်ငံမျိုးကအစအမေစုဆိုလို့ရှိရင်လေးစားခင်ဗျားတို့အတွေ့ပဲအဲ့တော့ကျွန်တော်တို့နိုင်ငံအတွက်ဗျာအလွန်ကြီးမားတဲ့ဆုံးရှုံးမှုနော်တကယ်တော့အမေစုအခုလိုလောင်ကြိုက်နေမှာနော်လောင်ပိတ်ခံထားရတာထောင်သွင်းအကျဉ်းချခံထားရတာကျွန်တော်နိုင်ငံအတွက်အလွန်ကြီးမားတဲ့ဆုံးရှုံးမှုပါနော်ဆိုတော့ဗုဒ္ဓဘာသာမြန်မာပြည်မှာထုံးကားတဲ့ဗုဒ္ဓဘာသာကပြ
ပြောစရာရှိတယ်ဗျကျွန်တော်တို့အဲ့ဒီဘာသာရေးအကြောင်းအရင်မဆွေးနွေးချင်ဘူးဒါပေမဲ့ဘယ်လိုပြောမလဲဗုဒ္ဓဘာသာအဲမှာနော်အာနာရှင်လူကြတွေတွန်းထားတွေအများကြီးပေါ့ဗျာနော်မဟောတဲ့တရားတွေကအစနော်အဲ့ဒီအကြောင်းကိုကျွန်တော်အများကြီးမဆွေးနွေးလို့နော်ဒါပေမဲ့ကျွန်တော်တို့မေစုကသူကဘာကိုစဉ်းစားတော့ philosophy နဲ့စဉ်းစားတယ်နော်ကျွန်တော်ကဒေါသကြည့်တတ်ပါတယ်ဒေါသအဖြစ်ကိုမေစုဆုံးမတဲ့ခါလေးပြောပြပါဦးသူကမေစုကဒေါသကြီးရဲ့အကြောင်းတော့မဆုံးမဘူးဒါပေမဲ့ကျွန်တော်လူတွေနဲ့အဆင်မပြေဘူးဗျကျွန်တော်ဘယ်လိုလဲမှမတက်ဘူးဆိုတော့ဗျာကျွန်တော်မှန်တယ်ထင်အရှုံးမပြေတော့ဒါကျွန်တော်ရဲ့အားတာချက်လားအားနေချက်လားမသိဘူးကျွန်တော်အလုံးလုံးတယ်မေစုကိုလည်းအရန်တော်တယ်လို့မကြကနာချီချူခဲ့ရတယ်လူမုံရက်များတယ်ဆိုတော့မေစုကကျွန်တော်ပြောတယ်ဒါဘလောက်တော်လူတွေနဲ့အဆင်ပြေလို့ရှိရင်ဒါတော်တာလကားလေမေစုကျွန်တော်အမြဲတမ်းပြောတာပါဒါဘလောက်တော်လူတွေနဲ့အဆင်ပြေလို့ရှိရင်တကယ်တော့လူတွေနဲ့အဆင်ပြေလို့ရှိရင်ဒါတော်တယ်လို့ပြောလို့ရတော့ဘူးပညာထဲမှာလူအများစုနဲ့တွဲလို့တတ်တာပညာကအရေးအကြီးဆုံးပဲမေတို့ကလူဖွဲ့စီဆိုတာလူမှုအခြေပြုတာလေဒါတယောက်တည်းတော်နေလို့မရဘူးနော်ပုံကြီးဝတ်တဲ့တောထွက်တယ်ဆိုတူယူပေါ်တယ်နော်အဲ့တော့ကိုကပုံကြီးဝတ်တဲ့တောထွက်တယ်ဟုတ်ဖင်းထဲမှာလူကြားထဲမှာနေမယ်လူမျိုးအခုလိုမျိုးနော်ဒီနိုင်ငံရေးဆိုတော့မေစုက pride ဆိုမေစုပြောတဲ့စကားပေါ့ဗျာနိုင်ငံရေးလိုမျိုးအများအကျိုးလုပ်တဲ့အလုပ်မယ်ဆိုများနဲ့အဆင်ပြေအောင်နေရပါမယ်။အမေစုကျွန်တော်အများနဲ့ဆုံးပါတာ။ကျွန်တော်လည်းစူးစမ်းရတယ်ဗျာလူကတည်ပေါ့။ဇီရိုက်ကအဆင်ပြေဖို့ဇီရိုက်တော့တိတ်မရှိဘူး။ဒါကိုကျွန်တော်တီးခင်တဲ့လူမှပဲကျွန်တော်နဲ့ကအဆင်ပြေတဲ့ပုံစံမျိုးရှိတယ်။ဆိုတော့လူတိုင်းကလည်းဘလို့တီးခင်နိုင်လဲဗျာ။ကျွန်တော်လည်းခေါင်းမာတယ်ဆိုတော့ခေါင်းမာတယ်။နော်ကိုရုံကြည့်တော့ဝဲဇုတ်အဲ့တော့တမီးဦးချပညာရှင်တယောက်အနေနဲ့ဆိုရင်တော့ကောင်းမှာပေါ့နော်ကိုပေါ့စာအုပ်တည်ရေးနော်ကိုပေါ့ငွေတွေကိုပေါ့ငွေရေးဆိုတမျိုးပေါ့ဒါပေမဲ့ဒီလူမျိုးရေးတွေပဲနေပဲတော်လိုင်းနေပဲနိုင်ငံရေးနေပဲမှာတော့ဆက်ပြီးပေါ့တောင်းမေစုကထောက်ပြတာမေစုပြန်လာဘာမလို့စိတ်ချင်းတော့ဘူးလေတားတွေမြေအေဂျင့်ဆိုတာနေတယ်သွားစိတ်ချင်းဘူးနော်ဒါပေမဲ့အမေဟုတ်တယ်အမေစုလိုလူမျိုးနေမှာမဟုတ်ဘူးကိုကဗျာမေစုကသူကဗျာတနိုင်ငံလုံးကိုတည်ဖို့ထားကြတာမေစုရဲ့စိတ်ပြသူတနိုင်ငံလုံးကိုသူတည်ဖို့ထားကြဆိုတော့တချို့လူတွေကအမေစုကိုမုန်းကြတော့ဆိုအဲ့ဒါပဲသူကမေစုကကြတော့ဒီနိုင်ငံအတွက်သူအလုပ်အများကြီးလုပ်သွားချင်တယ်တချို့လူတွေကကြတော့မဟုတ်ဘူးသူတို့ခွဲတဲ့လူချင်တယ်ပေါ့မေစုကအလုပ်လောဘလွန်ကြီးတယ်မြန်မာပြည်ကိုအရန်ကောင်းစေချင်တယ်အဲ့တော့အားလုံးအားနေချက်အားတာချက်လို့ရှိမှာပေါ့ဗျာဒီလိုကြောင့်လည်းအဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးအမေစုကမြန်မာပြည်အတွက်လုတ်ချင်တာကိုတောင်းဝယူချင်တာကိုတယောက်တည်းမောင်ပိုင်စီးချင်တယ်လို့မှတ်တယ်နိုင်ငံရေးသမားတွေပေါ့ဗျာနော်နိုင်ငံရေးသမားဆိုတော့ပြည်မအောင်ပြည်နေရောပေါ့ကျွန်တော်ခုနပြောလို့ပဲအမေစုကိုမုန်းကြတာနိုင်ငံရေးသမားတွေများပါတယ်မကြိုက်ကြတာပေါ့နော်သူတို့နေရာလိုချင်ကြတာအမေစုကတနိုင်ငံလုံးအရှိကိုတယောက်တည်းခေါင်းကန်ဆောင်ရနေတော့သူတို့အခန်းကဏ္ဍကြောက်တယ်တကယ်တမ်းကျတော့အမေစုလိုခေါင်းဆောင်မျိုးများကိုကတွေးဖို့တကယ်ကျတော့လူပြစဉ်းစားဖို့ငါခေါင်းဆောင်ရင်ငါလုပ်ရင်အဆင်ပြေတာသူလို့ရင်အဆင်ပြေတာဆိုအမေစုဥဆောင်တဲ့ဟာကိုတော့ကိုယ့်တက်ပူကောင်းမယ်ဆိုတာယုံကြည်ရတာတော့တချို့ကကျတော့အဲ့လိုစိတ်မမွေးနိုင်ကြတော့မေစုနဲ့ပတ်သက်လို့ရှိရင်သူတို့ကအာဃာတစိတ်များလာကြတော့မင်းအောင်နိုင်လို့ကောင်းမျိုးတွေနော်ကျွန်တော်ရဲ့အကိုကြီးပေါ့ကေကျူလိုလူမျိုးတွေအဲ့ဒါမျိုးပေါ့ဗျာအဲ့ဒါမျိုးတွေတချို့တိုင်းသားဘက်ကတချို့ပေါ့တွေကအဲ့လိုမျိုးဖြစ်လာကြတာမေစုကအဲ့တော့မေစုဒီ
ဒီချိန်မှာဆိုတော့ကျွန်တော်လည်းပဲသူအေးချမ်းနေစေချင်တယ်ကျွန်တော်စင်ပါလို့ဆိုတယ်ဒါပေမဲ့မင်းစွန့်နေမှာမဟုတ်ဘူးပေါ့အတန်တိုးတယ်တဲ့အေးကျွန်တော်ကိုတန်းစော်ဦးကြီးကျွန်တော်လည်းညဘက်ဆိုတော့အတန်ချင်းអော်ပြောလို့မရအောင်ဖြစ်နေစစ်ကျွန်တော်တို့ရောကြားလာမသိဘူးကြားကြလားကျွန်တော်ရှိမှညအရင်မိုးချုပ်နေပြီည2 နာရီခွဲပြီပေါ့2 နာရီနဲ့16 2 နာရီနဲ့16ကျွန်တော်အိတ်လို့မရလို့မင်းစုကြောင်ပြောမယ်ဆိုစဉ်းစားပြီးထားတိုင်ပြီးတော့မှပြောတာဗျနော်ပူကလည်းပူတော့အဲကွန်ကလည်းဖွင့်ထားတယ်ဩဟုတ်ကဲ့မျိုးမတ်တစင်ကြားပါလေကောင်းပါတယ်ဟုတ်ကဲ့သိကြကြားရတယ်နော်ဆိုတော့ဗျာဆိုတော့ကျွန်တော်တို့အစပြောလက်ဆက်အကြောင်းပေါ့နော်နော်ဟောကြားရတယ်တဲ့ဟုတ်ကဲ့ကောင်းပါတယ်အတန်ချေတယ်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ကိုမန်ပူချင်းကြီးပဲချင်းဘက်ကလည်းတူတယ်ကျေးဇူးတင်တော့အကြောင်းပြန်ပေးတာဆိုတော့ကျွန်တော်တို့အသက်20ကျော်ရွယ်ပေါ့ဒီမှာထောင်ထဲမှာတော့ကြာတော့စိတ်ထဲမှာငါလေးလုံနိုင်ပါတယ်ပေါ့အဲ့လိုတွေးတာနော်ကျွန်တော်လည်းပေါင်းနဲ့တင်းနဲ့လို့ကျောင်းသားအုပ်စုနဲ့ပေါင်းတာဟုတ်ညကျောင်းသားအုပ်စုမှာလေးပဲကိုမင်းကိုနိုင်လို့လူမျိုးရှာရှာပပပြအများစုကကြာတော့နည်းနည်းဘဝယူပေါ့ဗျာကိုအောင်ဆန်းလို့ထင်နေတဲ့လူတွေအတော်များတယ်ဆိုတော့ကျွန်တော်လည်းအဲ့ဒီမှာပါခဲ့တာပေါ့ဆိုတော့အမေစုနဲ့ပတ်သက်လို့ရှိရင်အမြင်မကြည့်ခဲ့တာကျွန်တော်အမြင်မကြည့်ဖြစ်ခဲ့တာပေါ့ဗျာအမေစုနဲ့ပတ်သက်လို့ရှိရင်အမြင်မကြည့်ဘူးဆိုတာကဘာကြောင်းလဲဆိုရင်ဘာကြောင်းမှသိချင်မရှိဘူးဘယ်လိုပဲတတိယအုပ်စုနော်စစ်တပ်ကအသုံးမချဘူး energy ကအသုံးမချဘူးငါတို့တွေဝင်ကင်မရဘူးအဲ့လိုမျိုးအုပ်စုပေါ့နော်ကျွန်တော်တို့ကအဲ့ဒီအချိန်မှာဒါပေမဲ့စဉ်းစားကြည့်တော့ကျွန်တော်တို့အဲ့ဒီအုပ်စုကအခုချိန်ဒီဘာလို့နိုင်လဲဆိုဘာမှမလုပ်နိုင်ဘူးထိုင်လေကန်နေတာပဲရှိတယ်နော်စစ်တပ်မကောင်း energy မကောင်းနော်မန္တလေးကကြည့်နေပါတယ်တဲ့ဆရာမျိုးဟုတ်ကဲ့ဦးဝင်းဆိုရေးဒီတော်လေးပြီးရင်တွေ့ကြမယ်ဗျာနော်အကြောင်းတစ်ခုကြောင့်နိုင်ငံခြားရောက်ခဲ့လို့ရှိရင်လည်းအမေရိကမှာဖိတ်ခေါ်ပါတယ်ကျွန်တော်တော့နော်ဒီတော်လေးမပြီးလို့ရှိရင်မပြီးမချင်းတော့မာပြီးပြန်လို့မရသေးဘူးပေါ့ဗျာနော်ခင်ဗျားတို့ဒီပေါ့ထွက်ခဲ့လို့ရှိရင်ကျွန်တော်အိမ်မှာအဲ့ခံဖို့တက်ပါဗျာနော်တကယ်ပါအဲ့ဝကြီးကဘာစင်နော်ဦးဝင်းဆိုရင်နော်ဆိုတော့ကျွန်တော်တို့ကဗျာအဲ့လိုမျိုးစစ်တပ်မကောင်း energy မကောင်းဆိုတဲ့လူတွေပေါ့လူတွေထဲမှာပါတာပေါ့အခုလည်းပဲနော် energy မကောင်းဘူးစစ်တပ်မကောင်းဆိုတဲ့လူတန်းစားတွေရှိတယ်မလားအဲ့တော့သူတို့ဘာလုပ်နိုင်လဲမေးဘာမလုပ်နိုင်မကောင်းမှုတိုင်ပြောနေတာဆိုတော့ငငယ်တော့လည်းပဲအဲ့ဒီထက်မှကျွန်တော်ပါခဲ့တာဆိုတော့အသက်ကြီးလာတော့မြင်လာတယ်ကျွန်တော်မကြာခဏပြောနေတဲ့စကား institution အရေးကြီးတယ်ဆိုတော့တကယ်နော်အခုကလူငယ်တွေကတက်ကြွတဲ့အချိန်ဆိုတော့ကျွန်တော်ပြောတဲ့စကားကိုတန်ဖိုးသိချင်မှသိမှာပေါ့ဗျာနော်ကျွန်တော် institution အကြောင်းကိုဘာကြောင့်ပြောနေလဲဆိုတော့နားလဲကျွန်တော်နားလဲပါပေါ့ဆိုတော့မြန်မာပြည်မှာကစစ်ဘက် institution ပဲရှိပြီးတော့အရက်ဘက် institution ကပျက်စီးသွားတာပေါ့ဗျာဆိုတော့စတီစောက်ခါစား yes ဘက် institution ကပါစာပါလာလို့လွတ်တော်တော့ကအချင်းချင်းမတည့်ကြတာနဲ့အားပြိုင်ပြီးတော့မှနော်အရက်ဘက် institution အားရော့သွားတဲ့အချိန်မှာစစ်ဘက်ကအားတာလာတာပေါ့ဗျာဆိုတော့ကျွန်တော်လက်နဲ့ရှိလို့အာဏာသိမ်းနေဆိုတာမျိုးမမြင်ဘူးနော် institution အားနေလို့အရက်ဘက် institution ပြုတ်ကျသွားလို့နော်ကိုယ့်ဘက်ကအာဏာသိမ်းနေလို့ကျွန်တော်မြင်တယ်နော်အဲ့ဒါကြောင့်လို့ဗျာကျွန်တော်ကအဲ့လိုမျိုးအရက်ဘက် institution အားနေတဲ့အချိန်မှာပုဂ္ဂိုလ်ကြီးအားကောင်းတဲ့အမေစုပေါ့အမေစုပုဂ္ဂိုလ်ကြီးအားကောင်းတယ်နော်အမေစုတီတနိုင်ငံလုံးကိုစီယုံနိုင်တဲ့အမေစုတယောက်တည်းက institution တစ်ခုနဲ့ညီမျှတယ်ဗျာအဲ့တော့ကျွန်တော်ဟိုဒီလိုလူမျိုးရှိတယ်ဆိုတော့ကျွန်တော်တို့ institution အားနေတဲ့မြန်မာပြည်အတွက်တကယ်ရေသနာကြီးကွာတကယ် resource အကြီးကျွန်တော်အမြဲတမ်းတွေ့တယ်တော်လေးဘက်မှာဒါအမေစုအခုနေရှိကွာ
ကျွန်တော်ဒီနေ့အဲ့တော့စဉ်းစားနေပြီလားအမေစုရှင့်ကွာဆိုတဲ့စိတ်ကိုနော်တယောက်တည်းတစ်ပေါက်တည်းကိုငိမ့်နေနော်ဟိုကထားကြဒီကထားကြတဘိုးထောင်းနေတစ်ဆင့်ထောင်းနေအလွန်ငိမ့်နေရှီဘူက Expo ဆိုပါလေဗျာ Expo ဆိုစင်ရပူလာပါလေဆရာမျိုးအပင်းနေပဲငလာပါဗျာဒီနေ့ကတော့ကျွန်တော်ရောက်တဲ့နေရာပြောရင်းနေတယ်နော်မေစုအကြောင်းလေးတွေလက်တရားပြောကြပါဆိုတော့အဲ့ဒါကြီးတော့အမေကျွန်တော်တို့ကအဲ့လိုသိလာတာဗျာဟောဒီ KND စစ်မြေပြင်းတဲ့ကိုတင်ဦးအေးဗျာဝမ်းတာရ KND စစ်မြေပြင်းအချင်းနေကောင်းကြလားဗျာမြောက် KND ကျေးဇူးတင်ပါတယ်လေးစားပါတယ်ဗျာကျွန်တော်စစ်မြေပြင်းရှိနေပြီနော်ကျွန်တော်တကယ်လေးစားပါတယ်နော်ကိုတင်ဦးရေနော်ကိုတီဦးနော်ဆိုတော့ကျွန်တော်အမေစစ်တပ်လို institution နဲ့ရဆိုင်တဲ့နေရာမှာကိုယ့်ဘက်က institution ကမရှိတော့ NLD ဆိုတော့ဗျာ institution မဖြစ်လာသေးဘူးသူကအဖွဲ့အစည်းအနေနဲ့စပြီးတော့မှတီထောင်တယ်အမေစစ်ကိုဘိုးပြီးလို့ပြုပြီးတော့မှအဖွဲ့အစည်းအနေနဲ့စလုပ်လာတာပေါ့ဗျာအဲ့ဒီကမှတစ်ဆက်မှာ institution ဖြစ်တဲ့မှာဗျာအဲ့တော့အဲ့ဒီအချိန်မှာအမေစုကရှိတော့အမေစုရဲ့ပုံကိုကြီးအရှိန်ဝါနဲ့ကျွန်တော်ကinstitution ဆိုတာမျိုးကိုစစ်တပ်လိုမျိုးကိုရှင်းနိုင်နေဗျာနိုင်ငံတကာမှာလည်းတင့်တော်တယ်အဲ့တော့ကျွန်တော်ကအဲ့ဒီအသက်20ကျော်ကာလ30ကျော်ကာလတော့ NLD စက်ကြည့်နေဗျာအသက်40လောက်ရောက်တော့သဘောပေါက်လာတာငါလည်းဘာမှမဟုတ်ဘူးငါ့ကိုမြောက်ပေးနေတယ်အကြောင်းသားခေါင်းဆောင်ဆိုတဲ့သူတွေကလည်းဘာမှမဟုတ်ဘူးငါလည်းပဲနော်ဘာမှမဟုတ်ဘူးလိုင်းမြောက်လည်းထွက်လိုက်ပြီဗျာအေးဗျာနောက်မှတွေ့ကြမယ်ဗျာနော်โอเคဝင်နားထောင်တော့ဝမ်းသာနော်ဘာလဲဘာမှမဟုတ်ဘူးအဲ့လိုနားလေလာတာဟိုနားလေလာတော့ကျွန်တော်ကအမေစုရဲ့အမေစုလိုလူမျိုးမာပြည်မှာရှိတာမြန်မာပြည်အတွက်အလွန်ကောင်းပါလားလို့နားလေလာတော့ institution နဲ့ access ပေါ့ဗျာကျွန်တော်နိုင်ငံမှာ institution ကအားနေတော့အရက်ပဲ institution ပေါ့အားနေတော့အမေစုလိုမျိုးအရက်ဘက်ခေါင်းဆောင်တယောက်ကအာရန်ကြီးတာမျိုးလိုအပ်တယ်ဒါခင်ဗျားတို့လက်ရှိတော်လေးမှာတက်တည်တယ်တော့ကျွန်တော် NUG ကို institution လို့ကိုကျွန်တော်တောက်လျှောက်ပြောနေတာဒါမှမဟုတ်စဉ်းစားကြည့်ကွာကိုရဲကျော်ကြီးလေးစားပါတယ်ကျွန်တော်လည်းပဲတော့ကျွန်တော် NUG ကို institution လို့ဖို့တောက်လျှောက်ပြောနေတာဒါမှမဟုတ်လူတွေကဘုဘက10ထောင်ဒီဘက10ထောင်ဘုဘကတဘိုးလုံးဒီဘကတဘိုးထွက်ဘာကြောင့်လူတဲ့ကိုအထင်ကြီးတယ်ငါမစီအားကြီးငါသားရင်ဒီတိုင်းပြည်ကိုချစ်တယ် NLD ကောင်ကြီးကလည်းကားကောင်တယ်ဟိုဒီနေ့လည်းတွေ့ရတယ်ကြားရတယ်ဟာ NLD ကောင်ကြီးကခေါင်းဆောင်လုပ်ပြီးရည်ချင်းမရှိဘူးအဲ့ဒါဆိုအဲ့လူမျိုးမင်းအောင်ဘယ်လောက်ရည်ချင်းရှိလဲမင်းအောင်ဥဆောင်နိုင်လားနော်ဆိုအဲ့ဒါကိုကျွန်တော်မင်းမယ်ဆိုဥဆောင်နိုင်ဥဆောင်နိုင်ဘာလို့လဲ NLD ကလူတွေရည်ချင်းမရှိဘူးဆိုတိုင်းဝေးပတ်နေတယ်ဒါကျွန်တော်လည်းပဲဒီနေ့ပုံစံချစ်ခဲ့တာပဲ NLD ကလူတွေရည်ချင်းမရှိဘူးကျွန်တော်ဘာလုပ်နိုင်လဲဆိုတော့မလုပ်နိုင်ဒါကြောင့်ကျွန်တော်အရင်ရသွားတာကျွန်တော်နားလည်သွားတာမဟုတ်ဘူးမာပြည်မှာစစ်တပ်ကိုရှင်ဖို့တော့ငါတို့ဘက်က institution လို့ပဲ institution မတည်ဆောက်နိုင်တဲ့အချိန်မှာအမေစုလို့ခေါင်းဆောင်ပြောအရှားရေးကြည့်တယ်အမေစုကလန်ဆန်မလုံးနဲ့တော့လူစရာအမားရှိတော့ရှိတယ်ဒါပေမဲ့အမေစုမဟုတ်တိတ်မတွေ့ရပါဘူးဒါပေမဲ့ကျွန်တော်တို့တွေကမလုံနိုင်တဲ့အချိန်မှာအမေစုကိုဝင်ရရမယ်အကျွမ်းမဲ့ဝင်ရရမယ်နော်တချို့ကမင်းနဲ့ဖြစ်တော့လို့မဟုတ်ဘူးကျွန်တော်လိုအပ်တယ်တိုင်းပြည်အတွက်လိုအပ်ချက်ကျွန်တော်တို့ရှင်းလာမသိဘူးအဲ့ဒီအလင်းမျိုးကြောင့်အမေစုကကျွန်တော်ဝင်းကိုဝင်ရရတာအခုလည်းပဲအမေစုအခုဆိုရင်အသက်က82နှစ်ကျွန်တော်သက်တော်ပြောကြတာရကြီးညိုလို့တချို့ကလည်းကျွန်တော်အဲ့လိုမျိုးပြောရင်အပူသားလို့ပြောကြနိုင်တယ်အသက်တော့မပြောချင်ဘူးကွာတမန်တူတယောက်လို့မြင့်မြတ်တယ်ကွာကျွန်တော်တို့မြင့်မြတ်တဲ့အမေစုတက်တော်လို့ကျွန်တော်ပြောချင်တကယ်ဗျာမြတ်ဘုန်းကြီးဗာလဲဘယင်နေတော့မှတက်တော်လို့သုံးသေးတာပဲကျွန်တော်တို့ရဲ့ခေါင်းဆောင်ကိုတက်တော်လို့သုံးလို့မရဘူးလားနော်ထားပါဗျာဒါတွေညမပွားကြမအောင်နော်တက်တော်အသက်ပေါ့ဗျာနော်အသက်82နှစ်နော်အသက်82နှစ်အရွယ်ရှိပြီဗျာအဲ့တော့နားစေခြင်းပြီဆိုတဲ့စိတ်ကရှိတာပေါ့ဗျာဒါပေမဲ့မြန်မာပြည်မှာကကျွန်တော်တို့အရက်တော်လေးဘက်မှာက
institution မဖြစ်လာသေးဘူးအခုလေကျွန်တော်တို့ကပြောနေတာပဲ institution တိဆောက်ဖို့ဒါပေမဲ့ဖြစ်မလာသေးတဲ့အခါမှာမေစုလိုခေါင်းဆောင်မျိုးပါဝင်ဥဆောင်လို့ရှင်တော့အခြေအနေတစ်မျိုးဖြစ်မှာပေါ့ဗျာတို့ခင်ဗျားတို့လည်းပဲသိမေစုလိုခေါင်းလက်ရှိမှာတော့လူတွေကတယောက်နဲ့တစ်ပေါက်နဲ့ဖြစ်ကြတော့အားကောင်းတဲ့ခေါင်းဆောင်လို့တော့ပေါ့မေစုကဘာအားကောင်းလဲဆိုလို့ရှိရင်စဉ်းစားတာတွေးခေါ်တာအရင်ပြတ်တယ်မြင်တာအရင်ပြတ်တယ်တော့စကားပြောတာရှင်းနေတယ်ပြတ်သားတယ်လူလူကြားတယ်သတင်းစကားကိုတန်းချောင်းပို့နိုင်တယ်နော်ဒါကလည်းဒါကကျွန်တော်ထင်တယ် NUG မှာအားနည်းချက်ကဒါဖြစ်တယ်အလုံးလုံးတယ်ဒါပေမဲ့ဘာလုပ်နေလဲဆိုတာကိုလူလူကြားတယ်ကိုကြောက်လို့မပို့နိုင်ဘူးပေါ့ဗျာနော်ဒီ communication ပေါ့အားနေတာနော်ဆိုတော့ကျွန်တော်ကအမေတခါထားဗျဟုတ်လားဒီចောင်းသားတွေပေါ့ကျွန်တော် communist ចောင်းသားတွေပေါ့ပကသားတွေ communist တွေပေါ့သူတို့ကဘာလာစန့်ကျင်မယ်ဆိုတဲ့လူတွေပေါ့ဗျာသူတို့ကចောင်းသား debate လုပ်ကြတော့မေဆူကကြတော့ပညာရေး debate လုပ်ကြတော့မေဆူကတော့လက်တွေ့မကြောက်လို့မြင်တယ်တော့မေဆူပြောတဲ့စကားမမှတ်ရဗျမေဆူကကျွန်တော်ပြောတယ်ကားတယ်ပညာရေးဥပဒေကိုပြောင်းလဲခြင်းတယ်ဆိုတာတဲ့မင်းလည်းသူတို့ပြောတဲ့ဟာတဲ့ပူကောင်းတဲ့ဥပဒေမျိုးဖြစ်စေချင်တာပဲဒါပေမဲ့ဥပဒေဆိုတာလူတွေကလိုက်နာမှာမလိုက်နာနိုင်တဲ့ဥပဒေကပြဋ္ဌာန်းလို့မရဘူးဆိုတော့ကျွန်တော်စာပဲရေးထားပြီးတော့မှလက်တွေ့အကောင့်ထဲမှာပေါ်နိုင်လို့ရှိရင်အဲ့ဒီဥပဒေကပြဋ္ဌာန်းလို့မရဘူးအမေစုပြောတယ်ဆိုအဲ့တော့သူတို့ပြောတဲ့ဥပဒေဆိုတာကရေးလို့ရှင်တော့ကောင်းတယ်ဖက်လို့ရှင်လည်းကောင်းတယ်ဒါနဲ့လက်တွေ့မှာကျတော့မပြည်အခြေအနေတွေကအတိလိုမျိုးဥပဒေမျိုးတွေမေတို့မှာဘတ်ဂျက်လည်းမရှိဘူးရန်ပုံငွေလည်းမရှိသေးဘူးလောက်တည်းအောင်ဆိုတော့လက်ရှိအခြေအနေနဲ့ကိုက်ညီတဲ့ဥပဒေပဲမေတို့ကပြဋ္ဌာန်းမှဖြစ်ပါဥပဒေဆိုတာကဥပဒေပြဋ္ဌာန်းပြီးလို့ရှိရင်အဲ့ဒါအသက်ဝင်အောင်လုပ်ရတယ်ရှင်းအောင်လုပ်ရတယ်ဒါမေတို့ကဒါတရားဥပဒေစိုးမိုးရေးဆိုတာကနော်လူတွေလိုက်နာနိုင်တဲ့ဥပဒေကိုပဲပြဋ္ဌာန်းရတယ်ဒါမှအမေတို့အသက်သွင်းလို့ရပါရှမ်းကောင်းလေဗျာကျွန်တော်တို့ကဟိုပေါ့စံလုံးခါကျရင်ပြန်တွေးတဲ့ဟာတွေကရှောက်ပြီးတော့စကားလုံးကြီးကြီးကြက်ကြက်လေးရှောက်ပြောတယ်အမေစုကစဉ်းစားတာလက်တွေ့အရှမ်းကြနော်ကျွန်တော်ဒီအမတ်တရနောက်ထပ်အမတ်တရတစ်ခုပေါ့ဆုံးမစကားသုံးခုတော့ကိုခိုင်ဆိုဟုတ်ကဲ့ပြောမယ်ခင်ဗျာဆိုတော့ကျွန်တော်ပြောတာတော့ဘာမှစိတ်ကောင်းဖို့ပြောတာပဲအေးကျွန်တော်ကြွားအောင်ပဲကျွန်တော်တို့မကြမ်းကလူရှိမှသူကြီးကြီးဘူးလေအမေဆိုတာအဲ့ဒါတွေကြွားအောင်ပဲကြွားရဲဆိုတာကျွန်တော်အလုပ်လုပ်တယ်ကျွန်တော်ကိုကြော်လဲအလုပ်ရန်လုပ်တယ်မအိမ်မနေလုပ်တယ်ကျွန်တော်အလုပ်စနေတခြားလုပ်တယ်လုပ်နောက်တာဝန်ကြီးပုံလုပ်တယ်နောက်ကျွန်တော်လုံးလို့ရင်ဘယ်သူမျက်နှာမှမကြည့်အရန်ရှင်းနေကျွန်တော်လုံးလို့ရှိရင်အရန်ပြတ်သွားတယ်မေဆိုကတော့အရန်သဘောကျတယ်သဘောမကျတာဒူးနဲ့မှမတည့်လူတွေကကျွန်တော်ရန်ပုံကြတယ်တော့ကျွန်တော်အကြောင်းလေးကြီးရောက်တရားမှာ90လောက်ကမကောင်းပြောမှာကျွန်တော်သိမုန်းတာဘူးမကြိုက်ကြဘူးကျွန်တော်နော်ကျွန်တော်လည်း game မဆိုင်ဘူးဆိုတဲ့စိတ်ကကျွန်တော်ကြိုက်တာတင် game မဆိုင်ဘူးဆိုတဲ့စိတ်ကရှိဒါပေမဲ့အမေစုကသူခိုင်းတဲ့ကိစ္စတွေဆိုလို့ရှိရင်ကျွန်တော်အမြဲတမ်းတောင်းဝန်ကြည့်အောင်ဆောင်တယ်ကျွန်တော်က no ဆိုတာမရှိဘူး child reason ဆိုတာမရှိဘူးတော့ကျွန်တော်မဖြစ်နိုင်ဆိုတာမရှိဘူးနော်အဲ့ဒါမျိုးနော်ဆိုတော့ကျွန်တော်အနေနဲ့အမှတ်ရနေတာကျတော့2015ယူကောက်ပွဲနဲ့တိုင်နေမှာမေစုကကျွန်တော်ရဲ့နော်ဦးဝင်းထက်ရဲ့ဒေါက်တာစုံမြင့်မောင်ရဲ့နော်ဦးဝင်းမြင့်ရဲ့ဒေါက်တာအောင်မိုးညိုရဲ့ကိုခေါ်တယ်နော်သူ့ရဲ့ I12 လာသူ့ရဲ့စွတ်တော်ရုံငန်းတွေကိုခေါ်တယ်ခေါ်ပြီးတော့မှရက်ကုတ်ပွဲအောင်နိုင်ရေးအတွက်ကိုကျွန်တော်အစည်းအဝေးလုပ်တယ်ဆိုတော့တတိလူကြီး၄ယောက်နဲ့ကျွန်တော်လူငယ်တယောက်တွဲပေးလိုက်တာဒီနောက်2015အတွက်တော့ဦးဝင်းမြင့်ဦးဝင်းချိန်ဆရာစောဆရာမွန်းညိုတော့ကျွန်တော်ပေါ့ဆိုတော့အဲ့ဒီမှာကျွန်တော်ကအလုပ်
想到来。是按照说，第一个关一转过，没事个，第个第二要过，找回来找过，一个关呢对股票一转过，上一步，喏，没事个第二步，第二要过，找回来了。那找回来了，就那没事看怎么样，你呢？这真正见到来了，没事记住了，你来看呀。然后就没事啊，这种没，他怕找回去过，你这种没的。所以这种没事叫来这里，这种啊。那文机来没落户，文机就来没落户，这都不是来没落钱，真的。把地方为你给进来，把这样子把地方你给没留下下来，阿龙啊，落钱家的文机就都，这都不是来的哇。那落钱家的这种没落钱路，真的话，把这样子把地方留钱干嘛不？是咯，没事啊，真的个，留些嘛偷提住了，留些嘛提住了，现在当。ဘယ်တော့မှမမေ့တဲ့မြင်ကွင်းပေါ့ကျွန်တော်ဒီဟာကကျွန်တော်အောင်နိုင်ရေးအစည်းအဝေးမှာနော်လူတွေပဲတိုင်းနေပြည်နယ်ကလူတွေရှိကြတယ်ကျွန်တော်ထုတ်ထီးကြည့်တာတော့တစ်ချိန်တည်းမှလည်းပြောတယ်သူကပေါင်းသဆန်ရတော့မကောင်းဘူးလေနော်အဲ့ဒါကတော့ကျွန်တော်ဘယ်တော့မှမမေ့တဲ့အကြောင်းအရာပေါ့ဗျာနောက်တစ်ခုကတရက်အမေစုခိုင်းတော့မေဆွေးနဲ့ကျွန်တော်လည်းဆွေးနေတာပေါ့ဆွေးနေဆိုတော့ကျွန်တော်မြင်တယ်ဆွေးနွေးပိုင်းနေဆွေးနေလို့ရှိရင်ဆိုကျွန်တော်ကြောက်တဲ့ခေါ်ပြီးတော့ဆွေးနွေးလေးရှိတယ်ကြောက်တဲ့ခေါ်ပြီးတော့စကားပြောတယ်ဘာလို့ဆိုတော့ကျွန်တော်သူ့တွေတနာတောင်းဝင်ကြကိုပြတည်အချက်လက်တောင်းဝင်ကြဆိုတော့တည်အချက်လက်ကိုမေစုကိုတိကျပဲကျွန်တော်တည်ပို့တယ်တိကျပဲခေါ်ပြီးတော့ဆွေးနွေးတယ်ပေါ့ဗျာမေစုအမြဲတမ်းဆွေးနွေးရတယ်ပေါ့အမြဲဆွေးနွေးရတယ်အဲ့တော့တဲကြတော့ဟာတာတော်တယ်တဲ့ကျွန်တော်ပြောဖြစ်ကျွန်တော်အဲ့နောက်နေ့ကျရင်ကျွန်တော်အမေမွေးနေမြေမွေးနေဆိုတော့ဟာအမေကျွန်တော်တာတော်တယ်ဆိုလို့ရှိရင်လက်ဆောင်ပေးလေဘာပေးရမလဲစွတ်ကြမယ်ဘာစွတ်ကြမလဲလက်ကမမေမွေးနေလို့မမေရဲ့မွေးနေကိုမေအိမ်မှာကျင်းပကြတယ်ဒါကျွန်တော်လည်းဗျာကျွန်တော်မွေးမိပေါ့မွေးမိကိုကျွန်တော်ကဒါကျွန်တော်ဘာမှမလုပ်ချင်ဘူးဗျာခုနပြောလို့ကျွန်တော်ယာသူမလုပ်ချင်ဘာမှမလုပ်ချင်ဒါပေမဲ့မမေရဲ့မွေးနေ့ကိုတော့အမေဆွေမှာကျွန်တော်ကျင်းပပေးချင်တယ်ဗျာကျွန်တော်စိတ်ပေါ့ကျွန်တော်မမေကကျွန်တော်အမေကကျွန်တော်အတွက်ကျွန်တော်ထောင်ကြတာဟော3လကြာတယ်ဗျာကျွန်တော်အမေအရန်ကျွန်တော်ပုံမှာဟိုမိခင်တယောက်ကမြတ်တာအဖြစ်နေတယ်ပြန်တော့ကရောက်ခဲ့တယ်ဆိုတော့မမေရဲ့မွေးနေ့ကိုအမေဆွေမှာလုပ်ချင်တယ်လို့ပြောတော့မေစုသူ့ schedule ကြည့်တယ်။ကြားနေသားတဲ့နှစ်ဖက်ကြပဲချင်းအားတယ်လုပ်ကြရအောင်။ဝမ်းတောင်းလိုက်တာဗျာ။ပြောစဉ်းစားကြည့်။ကျွန်တော်ဘယ်လောက်ပြောလိုက်မလဲဆိုတာ။လူသားရန်စံတာဗျာမေစု။ပြန်လူတွေထင်တဲ့ဟိုရန်လူသားစံတာအဲ့ဒါလေနောက်နေ့ကျတော့ကျွန်တော်အမေရဲ့မွေးနေ့ကိုမမေရဲ့မွေးနေ့ကိုမေစုရင်ပါကျင်းပခွင့်ရတယ်မေစုရဲ့ကျွန်တော်မမေရဲ့တော့တယ်ပါပဲချားမပါပါဘူးနော်တခြားလူမပါပါဘူးနော်ဒါနဲ့အရန်ပြော်တယ်ဗျာနော်ကျွန်တော်ရန်ဝမ်းတာဒါလည်းကျွန်တော်ဝေးလို့မရတဲ့အဖြစ်တူဒါတော့ကျွန်တော်မေစုနဲ့ပတ်သက်လို့ရှိရင်နော်မေးလို့မရတဲ့အကြောင်းအရာတွေနော်အဲ့တော့နော်မေစုကတော့လေးအချင်းကိုအမြဲတမ်းပြောတယ်လေးအချင်းလို့ဖို့မေစုပြောတာကတားတဲ့ပါရမီဆိုတာလေးအချင်းတော့တဲ့ဒါမေစုအမြဲတမ်းပြောဆိုတာလေးအချင်းဒီဘောမှာလေဒါပါရမီဖြစ်လို့ရတယ်အဲ့ဒီလေးအချင်းဆိုတာအဲ့ဒီစကားပြောတာလည်းပတ်သက်ပြီးတော့ဖြစ်စေနော်စိတ်ရှည်တာလည်းပတ်သက်ပြီးတော့ဖြစ်စေဘာလို့ဆိုအမေအလေးအချင်းလို့ဖို့တာဒီအလေးအချင်းမကောင်းဘူးအလေးအချင်းလို့ပြင်းပြောတယ်နောက်တစ်ခုအမေစုကကျွန်တော်ကမာပီမာတော့ကိုရန်စားတယ်ပုံစားလိုက်ဆိုတော့ဗျာခင်ဗျာမာပီမာတော့ကျွန်တော်ဟိုယောက်ျားလေးတော်တော်များညာမအိတ်တဲ့သူကျွန်တော်လည်းတော်များဘုန်းတညုံလုံးနဲ့လုံးကြအောင်ဗျာအများထိုင်ကွန်ပျူတာရှိမှထိုင်ဘုန်းလေးဝါလိုက်လုံးလိုက်လုံးကြအောင်ဆိုတော့မီစုကအဲ့ကွန်စားတော့မကြိုက်ဘူးဆိုတာ
ဘယ်အချက်မှအကောင်းမရှိဘူးဘယ်အချက်မှအကောင်းမရှိဘူးဆိုတော့မေဆိုကမြင်တယ်အဲ့တော့ဒီကွန်ဆာနဲ့ပတ်သက်ပြီးလို့ရှင်တော့မေဆိုကပြောတယ်ပေါ့ဒါမေဆိုကကျန်တဲ့ပုဂ္ဂိုလ်ကိစ္စတွေဝတ်စွပ်ပတ်လို့မရှိဘူးနော်အဲ့ကွန်ဆာရဲ့ကိစ္စကိုတော့မေဆိုကပြောတယ်နော်နေရာတစ်ခါမှထွေးတယ်ညနေညက်ပတ်တယ်အကွေတန်ရှင်းမှုလည်းညက်ပတ်တယ်တော့ကျမကြီးတို့လည်းမကောင်းဘူးပေါ့ဗျာဒါကတော့ကွန်ဆာတော့မစားသင့်ဘူးဒါကျွန်တော်တင်မဟုတ်ပါဘူးနော်ဒေါက်တာဆရာဇော်လည်းစားတယ်ဝင်းထိန်လည်းစားတယ်ဆိုတော့ဟိုကမေစုရှိမှာဆိုရင်တော့ကွန်ဆာကိုရှောင်ရတာပေါ့နော်အဲ့လိုမျိုးအဲ့တခုတော့ရှိတာပေါ့နော်ခင်ဗျားတို့အစဖော်ပေးလေဗျာခင်ဗျားတို့အစဖော်ပေးလို့ရှိကျွန်တော်လည်းတော့စဉ်းစားမိတာလေးပြောပြဆိုတော့မေစုဆုံးမစကားတွေကတော့မေစုပြည်သူနဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်မေစုဒီပင်လုံညီလာခံအကြောင်းကျွန်တော်ပြောမလို့နော်ပင်လုံညီလာခံဒါလေးပြောမလို့ဒါပြီးတော့နားလည်မှာဗျနော်ပင်လုံညီလာခံနဲ့ပတ်သက်လို့ရှိရင်မေစုပြောတဲ့စကားပေါ့ဆိုတော့ကျွန်တော်တို့ကအဲ့တော့မေစုနေကျေကျွတ်ကလက်ခါစားအဲ့တော့ကျွန်တော်ကဝါရစ်နိုင်ငံရေးသမားကြီးဝဲသမားနိုင်ငံရေးသမားတွေဟောင်းကြီးတွေအိမ်မှာမေစုနဲ့နိုင်ငံဝိုင်းနိုင်ငံသမားကြီးဟောင်းနေတောင်းရင်ပခုံးပြောင်းလွှဲပွဲပေါ့လုတ်တယ်ဗျလုတ်တော့အဲ့ဒီမှာဝိုင်းနိုင်ငံသမားကြီးတွေကအမေစုနဲ့စကားပြောတော့နော်တော့ဘူကြောင့်ဆက်သမီးလည်းဖြစ်တယ်နောက်တစ်ခုကနော်ဒီနှစ်တင်မှာဒေါန်ဆန်းစုကြည်ရဲ့အစွမ်းဆောင်လေးပဲတွေ့ရပြီးတော့ပြီးမက်ဆုပေါ့သူတို့မက်ဆုလို့ခေါ်ကြတာတော့ဒေါန်ဆန်းစုကြည်ရဲ့အစွမ်းဆောင်လေးတွေ့ခဲ့ပြီးတော့ပြီးဒါကြောင့်မလို့သူတို့လည်းအသက်ကြီးပြီပေါ့ယုံကြည်ရပေါ့ဆိုတော့ပြည်တော်စုတောင်ဝင်ကိုအမေစုကိုလွှဲအပ်တယ်နောက်တော့ဝိုင်းနိုင်ငံသမားကြီးတိုင်းသားကောင်းဆောင်ကြီးဗမာကောင်းဆောင်ကြီးကလွှဲတော့ပေါ့ဗျာလွှဲတော့အဲ့ဒီမှာအမေစုကဒုတိယပင်လုံးညီလာခံဆိုတာအဲ့ဒီကပြောတာအမေစုနေအခြေချက်ကလွတ်လာပြီသိမကြသေးဘူးအဲ့ဒီမှာပြောတာဒုတိယပင်လုံးညီလာခံလိုမျိုးကျမတို့ကလုပ်ရမယ်ဒါမျိုးအမေစုကပြောတာဒုတိယပင်လုံးလုပ်ရမယ်အဲ့တော့အဲ့ဒီမှာကတိုင်းရင်းသားခေါင်းဆောင်ကြီးတွေကမေစုကိုသူကမပြီးပြတ်သေးတဲ့ဒီ Federal ပြည်ထောင်စုဖွဲ့စည်းခြင်းတာဝန်နော်ဒီမိုကရေစီနဲ့ Federal တာဝန်ကိုနော်မက်စုကိုအကုန်ပြောင်းပေးပါတယ်လွှဲပါတယ်ပြည်ထောင်စုတာဝန်နော်ငင်းချင်းတာဝန်ကိုမက်စုကိုလွှဲပါတယ်အောင်ဆန်းစုကြည်လွှဲပါတယ်ဆိုတော့မေစုဘာပြောလဲဆိုတော့ကျမကတဲ့နော်မြန်မာပြည်မှာနော်ဒီထောင်တိဆောက်မယ်လို့တော့အတိပြမှုကဖြစ်တယ်အတိဆိုတာပေးပြီးတီးရတယ်ကျမကကိုဘလောက်လုံးနိုင်မလဲဆိုတော့မသိတဲ့ကိစ္စတော့ကျမအတိမပေးနိုင်ဘူးဒါမှလည်းကျမအစွမ်းကုန်ကြိုးစားမယ်လို့ကျမကတိပေးတယ်အမေစုပြောတဲ့စကားကျွန်တော်တို့ကလွယ်ကတိပေးလေးရှိတော့မေစုအတိပင်လုံညီလာခံနဲ့ပတ်သက်ပြီးတော့ဒီမာပြည်ကိုနော်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့နော်ငြိမ်းချမ်းရေးအောင်တည်ဆောက်ဖို့ဟိုမေစုပြောတဲ့စကားကအရင်မှရအောင်ကျမအတိပေးတယ်ဆိုလို့ရှိရင်တိမဖြစ်အဲ့တော့ကျမကမာပြည်ကိုငြိမ်းချမ်းရေးအောင်တည်ဆောက်ပေးပါမယ်လို့အတိပေးလို့ရှိရင်ကျမကဒါကိုဖြစ်အောင်လုပ်ပေးရမှာအဲ့တော့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ဆိုရင်ဒါကိုကျမကအတိပေးပြီးလို့ရှိရင်ဒါဖြစ်လာမှာရအောင်အဲ့တော့အတိပေးတယ်ဆိုတဲ့နေရာမှာကျမကအကောင်းဆုံးစူးစမ်းပါမယ်လို့ပဲအတိပေးလို့ရမယ်ပေါ့နော်အဲ့လိုမျိုးဆိုပြောတာကျွန်တော်မှတ်သားဘူးလေဆိုတော့ကျမတို့ကဒုတိယပင်လုံညီလာခံဆိုတာမျိုးလုပ်နေအားလုံးအတွက်တော့ညီလာခံဆိုတော့အားလုံးအတွက်ဆွေးနွေးဖို့ရန်ဝဲတစ်ခုတိဆောက်ကြမယ်ပေါ့ဗျာနော်ဆွေးနွေးချက်ဆရာရန်ဝဲတစ်ခုတိဆောက်မယ်အဲ့ဒီကဝိုင်းပြီးတော့မှဆွေးနွေးကြမယ်ပေါ့နော်ဖြေရှာကြမယ်ပေါ့ဒါမျိုးအမေစုကနော်ကြံစီခဲ့တယ်ပေါ့ဗျာအဲ့တော့အမေစုအဲ့ချိန်လေးကသူ့ကိုပြည်တော်စုရဲ့မိခင်အဖြစ်နဲ့မှဒီဝါရက်နိုင်ငံသမားကြီးတွေတိုင်းသားကောင်းဆောင်ကြီးတွေကလွှဲအပ်ခဲ့တာဗျာအဲ့ဒါကြောင့်လည်းမေဆိုသူ့ကိုသူအမေလို့သူပြောလာတယ်သူ့ကိုသူပြည်တော်စုရဲ့မိခင်ဖြစ်နေခံယူလိုက်တယ်ပေါ့ဗျာနော်အဲ့လိုပဲကျွန်တော်မြင်တယ်ပေါ့ဆိုတော့ကျွန်တော်ကတကယ်တမ်းကျတော့အရင်တော့ဆိုလို့ရှိရင် NLD ကိုစန့်ကျင်တဲ့ဘက်ကတတိယအုပ်စုပေါ့နော်ကလာတာ
no တတိယစုဘက်ကလာတာဆိုတော့တတိယစုဘက်ကလာတာဆိုတော့ဒီမှာကိုမျက်နှာသိရဲ့သူဟိုမှာနေကျွန်တော်ဖတ်လာပါဟုတ်တာဗောမေစုလို့ institution ခင်ဗျားနဲ့သဘောတူတာဗောဗျာ institution တိဆောက်ဖို့စူးစမ်းနေတဲ့ကာလမှာမေစုလို့စောင်းနေတာလိုတာဗောဒါကြောင့်ကျွန်တော်ကအမေစုကိုဝင်းရမို့လိုတယ်လို့ပြောတာဗောဆိုတော့အမေစုကိုစိတ်နှခွဖြစ်တယ်ဗောဗျာတစ်ဖက်ကကြောက်လည်းပဲအမေစုကနာယူစီခြင်းပြီးတစ်ဖက်ကကြောက်လည်းပဲငါပြည်အတွက်အမေစုလိုတယ်ဗောဗျာဘာကြောင့်လဲဆိုကိုယ့်ဘက်မှာ institution မှာမတိဆောက်နိုင်သေးပဲလေအခုNUG ခေါင်းဆောင်ပြီးတိဆောက်ဖို့ကြိုးစားရလေပဲတက်တော်တွေဘလဘွားနဲ့နော် PDF တွေနဲ့အားလုံးကအမေစုလို့ခေါင်းဆောင်မျိုးမဟုတ်လို့ရှိရင်မနာခံကြကြဘူးလေဆိုတော့ institution တိဆောက်ဖို့အခြေခံကလူပုဂ္ဂိုလ်တယောက်အခြေခံမှာဖြစ်မယ်ဆိုတာမျိုးကျွန်တော်လည်းမြင်နေဗျဒါကြောင့်လည်းပဲကျွန်တော်ကအော်လို့အခုအမေစုကိုသာနင်ဘက်ကစပြောနေကြတာအခုຫນွေဥတော်လည်း9နှစ်ကျော်လာပြီအမေစုကိုအစားထိုးနိုင်မယ်ခေါင်းဆောင်ကျွန်တော်မရှိမတွေ့သေးဘူးမလွယ်ဘူးလေလူတွေကကျွန်တော်ကြောင့်အမေစုကိုစော်ကားပြောဆိုရမ်းမုန်းတာဘယ်လက်ခံလို့မရမြန်မာပြည်မှာအမေစုလိုအပ်တယ်ဆိုတော့လူပုဂ္ဂိုလ်တယောက်အနေနဲ့ပြောတယ်မဟုတ်ဘူးနော် institution တစ်ခုကိုကိုစားပြုနိုင်တဲ့မြန်မာပြည်သူလူထုကိုကိုစားပြုနိုင်တဲ့မြန်မာပြည်သူပေါ်မှာဩဇာညောင်းတဲ့မြန်မာပြည်သူလူထုကိုနှမ်းမိုးနိုင်တဲ့မြန်မာပြည်သူလူထုကိုဆွဲခေါ်သွားနိုင်တဲ့ခေါင်းဆောင်တူနော်ဒီမြန်မာပြည်မှာ institution ကိုချနိုင်တဲ့တူဒီတော့လူပုဂ္ဂိုလ်တစ်ခက်မှာတယောက်မှတယောက်တည်းပဲဆိုတာအဲ့လိုမျိုးအတွက်ကြောင့်မေစုကိုစော်ကားပြောဆိုရင်ကျွန်တော်မကြိုက်ဘူးကျွန်တော်ကိုယ်တိုင်ကတကယ်လည်းကြောက်တော့ငငယ်တော့စော်ကားပြောဆိုဘူးကျွန်တော်မနိုင်ပြောပြတယ်ဒီလိုပေါ့ဗျာခင်ဗျာအခုကျွန်တော်တုံလေးလောက်ခါစားဆိုရင်ကြွတက်နေတယ်လို့ပေါ့ကျွန်တော်လည်းပဲတုံလေးလောက်ခါစားတော့ထောင်ထဲရောက်နေပြီပဲကြွတက်တာငါပေါ့ငါမဆောက်လို့ရှိရင်ငါမသိတယ်ငါမတက်တယ်ဆိုတော့မျိုးဖြစ်ခဲ့တာပဲအခုကြတော့ကျွန်တော်မြင်သွားပြီအမေစုလူကောင်းဆောင်ဘာကြောင့်လူလဲ institution ဘာကြောင့်လိုအပ်တယ်တော့ဘယ်လိုအခြေအနေမှာငါတို့ကဘယ်လိုမျိုးတိဆောက်ကြရမလဲဒါမျိုးကျွန်တော်မြင်လာတာဒါကြောင့်လည်းပဲကျွန်တော်က APDF ကိုလက်မခံဘူးတော့တက်တော်တွေတိကျတစ်စင်ပေါ်တွေလက်မခံဘူးတဖော့ကျွန်တော်ပြောနေတာပေါ့ဗျာနော်ဆိုတော့ခင်ဗျားနော်ပြောတော့လက်ခံတာပေါ့ဗျာနော်အဲ့တော့အမေစုကျွန်တော်တို့ဘက်ကနော် institution မတိဆောက်နိုင်သေးတဲ့အချိန်မှာအမေစုလိုခေါင်းဆောင်လိုအပ်တာပေါ့ဗျာနော်ပြည်သူလူထုကိုကိုစားပြုနိုင်တဲ့ပြည်သူလူထုကယုံကြည်တဲ့ပြည်သူလူထုကအားကိုးတဲ့ပြည်သူလူထုကိုဆွဲခေါ်နိုင်တဲ့ပြည်သူလူထုကိုရှင်းလင်းစွာသတင်းစကားပေးနိုင်တဲ့ပြည်သူလူထုကိုတော့သူ့လုံးလောက်အောင်တခါရဲခေါ်သွားနိုင်တဲ့ institution တစ်ခုလိုဖြစ်နေတဲ့ခေါင်းဆောင်မျိုးမေစုပဲရှိတာပေါ့ဗျာလိုအပ်တာပေါ့အကြမ်းဖက်စစ်တပ်ကလည်းမေစုအရင်ကြောက်တယ်ဝင်းနေဖို့ကောင်းတယ်ဗျာနော်ဘိုလ်ချုပ်အဆန်တပ်ပုံကိုထုတ်ချတယ်ဆိုတော့ကောင်းတယ်ဘိုလ်ချုပ်အဆန်ကိုကြောက်တယ်အမေစုကိုကြောက်တယ်ဒီပြင်ကကြောက်တယ်မာပြည်အတွက်ကကျွန်တော်လည်းခါကြရင်တော့ကွာကိုကညှုံလင်းချက်ပေါ့အော်အမေစုကအသက်ကြီးပြီအမေစုလိုလူမျိုးမရှိလို့ရှိရင်ငါတို့ဘက်က institution တော့လိုတယ်ဒါအမြဲတမ်းကျွန်တော်တွေးနေတာဒါနဲ့ဟောရင်းတာပြန်လုံးမုံမင်းဆိုတဲ့စကားပေါ့ဗျာစကားအတိုင်းပဲကိုပြောလို့ institution အကြောင်းပြောလို့ရှိရင်ကြည့်မဲ့လူတော့မရှိတော့ဘူးကျွန်တော်တို့ဆိုလည်းပဲဩဇာတစ်ဖြည်းနဲ့ရော့လာလူတွေကဒီလိုမဟုတ်တာတွေရှောက်ပြောနေလို့ကျုပ်မြင်ကြလို့ရှိကောင်းရှိမှာပေါ့ဗျာဘာကြောင့်လဲဆိုတော့တတိပုတ်ကလာတွေကအစုအဖွဲ့ငင်လေးတွေကအများကြီးပဲဆိုတော့ကျွန်တော်တစုတဲ့တစ်ဖွဲ့တဲ့ NUG ကိုအသုံးမချဘူးဆိုတော့လောက်နေမလောက်ကြနဲ့မပြီးကြနဲ့မင်းတို့ NUG ကိုအသုံးမချဘူးပြောမယ်ဆိုရင်မင်းတို့ဥဆောင်နိုင်လားဒီမေးခွန်းကိုကြိုက်ကြအဲ့ဒါကိုကြော်ပလိုက်ကြ NUG အသုံးမချဘူးလို့လားပြောတာအခုရှိနေတဲ့အခုဗျာအခုဟို
SRF ဆိုတာ Supreme Revolution SRE ဆိုဖွဲ့ကြတယ်ကိုစောင်းကားလို့ပေါ့ပဲသူစစ်ကူးဝဲဘာမှဖြစ်မလာဘူးလေညာမလွယ်ဘူးခင်ဗျအဲ့လိုတစုတစည်းတဲ့ဖွဲ့စီပေါ့မလွယ်ဘူးအားလုံးကဘောလုံးချင်တဲ့သူတွေကြီးပဲဆရာတွေကြီးပဲဒီ SRA ကအဖွဲတစ်ဖွဲတည်းဖြစ်လာဖို့ institution တစ်ခုဖြစ်လာဖို့နော် COC တစ်ခုတည်းဖြစ်လာဖို့မလွယ်ဘူးဒါကြောင့်ကျွန်တော်က NUG ကိုပဲအားပေးတာအကယ်၍သူတို့ NUG ကလူတွေကိုအသုံးမချဘူးဆိုရင်ရောက်ပြီးစောက်တယ်ဗျာရှင်းနေတာပဲမတိစောက်နိုင်ဘူးလေဟုတ်ဘူးလားဆိုတော့ဗျာအဲ့တော့ကျွန်တော်တို့ဘက်က institution တိစောက်ဖို့က NUG ကိုလည်းလက်မခံသူတို့ကြောင့်လည်းကိုယ်လည်းမလုံနိုင်အဲ့လိုအခြေမျိုးရောက်လေလေမိစုကိုကျွန်တော်ရှိစေခြင်းလေပဲပေါ့ဗျာမြန်မာပြည်အတွက်တော့ကျွန်တော်တို့ကတော့ရိုးလေးပြောရင်တော့ငါပြည်ကြောင့်မစင်းစားနေလေပဲကျွန်တော်ကပုတ်ကိုရင်းနေတယ်ဆိုရင်တတရနေလို့ရပါတယ်နော်ပညာထိုက်ရောက်တတ်တယ်ပေါ့ဗျာလက်စင်ထိုက်ရောက်ရှိတယ်အမေရိကန်ကရောက်နေတယ်အေးစစ်ပါပဲဒါနဲ့မမပြည်ကိုချစ်လို့ဗျာအမြဲတမ်းကျွန်တော်တို့ကညနေအိတ်လို့မရတော့မမပြည်သူလူကိုချစ်လို့ကိုယ်ကလည်းအဲ့လိုချစ်တဲ့စိတ်ရှိလို့လည်းပဲဒီအကြမ်းဖက်တွေကိုဘဝနဲ့ရှိပြီးတော်လှန်ခဲ့တာလေဗျာဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ဘက်ကမစုစည်းနိုင်နေလေ institution မတိဆောက်နိုင်လေနော်မတိဆောက်နိုင်လေအမေစုလိုခေါင်းဆောင်မျိုးကိုပို့ပြီးတော့ကျွန်တော်ကတန်းကြမိတယ်ပေါ့ဗျာဆိုတော့ကျွန်တော်ကအမေစုနဲ့ဘယ်လိုမျိုးတွေ့လာလဲဆိုတာလေးကျွန်တော်ပြောပြမယ်ဒါပြင်တော့ဒီကုန်းချုပ်ပဲဗျာတကယ်တမ်းကျတော့ကျွန်တော်ကအားလုံးသိတဲ့အတိုင်းပဲကျွန်တော်ပြောလဲပြောရကျွန်တော် energy ကိုစန့်ကျင်တဲ့ဘက်ကလာခဲ့တာနော်ကိုနော်အထင်ကြီးတဲ့ចောင်းသားဆိုင်ကចောင်းသားခေါင်းဆောင်လို့အခုလက်ရှိခေါင်းဆောင်လို့သတ်မှတ်ထားတဲ့လူတွေပုံစံအတိုင်းပေါ့ဗျာခင်ဗျားတို့ចောင်းသားခေါင်းဆောင်ဆိုတဲ့လူတွေကိုကြည့်လိုက်ဗျာအဲ့ဒီကျွန်တော်တို့ပုံစံတွေကြီးပဲနော်ဆိုတော့အမေကျွန်တော်ကဒုတိယအချိန်ထောင်အလွတ်လာတော့2010ကာလပေါ့နော်နော်မေစုနဲ့မေးချင်တာလားတဲ့နော်ကိုစင်ဒီခဏလေးမိကောခဏလေးနော်ကျွန်တော်ခင်ဗျားမိကောကိုဖတ်နေတော့မယ်မေစုအသက်ရှိကျမ်းပါပါစေဆုတောင်းပါရမျိုးလေးကျမ်းပါပါစေမေစုကိုအပြစ်မမြင်ဘူးတဲ့တော်တာပါခဏလေးဗျကျွန်တော်ခင်ဗျားမိကောကိုဖတ်လို့မရအောင်ဖြစ်နေပြဿနာကမေးချင်တာကအမေစုကနိုင်ငံရေးပန်းတောင်မဟုတ်ပဲသူမအနေနဲ့လွတ်လပ်တဲ့တမန်လူတယောက်ဆိုရင်ဘယ်လိုမျိုးဘဝမျိုးလေးနဲ့နေချင်လဲလို့အမေစုဘယ်လိုမျိုးကျွန်တော်ထင်တယ်ဗျအမေစုကသူကအေဂျင့်ချင်းမြတ်သူငယ်ဖို့ထိုင်မှုကိုကြည့်လို့ရှိရင်သူကအတော်အေဂျင့်ချင်းနေတယောက်တည်းနေတစိတ်ထဲထားဆိုတဲ့ပုံစံစရိုက်မျိုးဗျနော်လူတွေနဲ့ဟီလာမျိုးလူမျိုးမဟုတ်ဘူးစာဖတ်မယ်တွေးမယ်စာရေးမယ်တော့ဒါမျိုးတဘာဝရှိတယ်ဗျအေဂျင့်ချန်လေးပေါ့မိသားစုဘဝလေးနဲ့မိသားစုကိုစောင့်ရှောက်မယ်မိသားစု care ပေးမယ်အဲ့လိုမျိုးပေါ့ဗျာနော်အရှင်မကောင်းတယောက်လုံးလို့ရှင်နေပဲတိကျတဲ့အရာရှိတယောက်အရာရှိကောင်းတယောက်အဲ့လိုမျိုးပေါ့ဆိုတော့အေဂျင့်ချန်မှာမေစုတာလေတကယ်အေဂျင့်ချန်မှာနော်မေစုမှာဒေါသဆိုတာမျိုးဒေါသတကြီးတုံ့ပြန်လာမျိုးမတွေ့ဘူး။နော်မေစုဖက်ဆက်လေးပြောတာမျိုးရှိတယ်လိုအပ်ချက်ရ။နော်မေစုမှာဒေါသထွက်ပြီးပြောတာမျိုးဆိုတာကျွန်တော်မတွေ့ဘူး။ဆိုတော့အကယ်၍မာပြည်တွေ့တာမဟုတ်လို့ရှိရင်သူ့ဘဝရဲ့အေးချမ်းပါတယ်။လုံးအေးချမ်းပါတယ်။နော်ဟုတ်ကဲ့ဝန်တာပါတယ်မျိုးသစိန်ရတော့ကျွန်တော်အများနဲ့တွေ့တယ်ဗျကျွန်တော်ဟိုကြောင်းလေးလာမင်းကလေးလာကိုပြောဖို့ခက်တယ်မျိုးသစိန်ကျွန်တော်တော့တန့်စင်နော်မျိုးတန့်စင်ရတော့ဟိုတန့်စင်ဟုတ်လား
the Zeno draw man, that's it. Okay. So, to know me soon, below 2 years, so I to know how to job you on the go to. No? So, to know God, to the arch, Tom Charlie, John Saga. The Thomas and machine, to energy young home. No, but the marching on Jarma, John the Gonzo, no? Tony, John the Lucian Gonzo, John the Lucian Gonzo, a shilling. Not to know Tom Charlie. No, no. No, the ဒုတိယအချိန်ရွှေဝါရောမှာဒုတိယအချိန်ထောင်ကြတယ်ထောင်ထွက်လာတော့ကျွန်တော် NUG ကိုထွက်ပေါက်မရှိတဲ့ထွက်ပေါက်ပိတ်နေတဲ့အဖွဲ့အစည်းကိုကျွန်တော်မြင်တယ်အဲ့တော့ energy ကိုဝေဖန်တာပေါ့အဲ့တော့အဲ့တုန်းကအချိန်ကဆိုလို့ရှိရင်ကျွန်တော် RFA မှာအတန်လွှင့်တယ်နိုင်ငံရှင်းတဲ့ဂျင်းလူငယ်ကဏ္ဍဆိုအတန်လွှင့်တယ်တော့ကျွန်တော်ရဲ့ဆွေးနွေးချက်တွေကအဲ့တော့အဲ့ဒီအချိန်တော့ RFA မှာတော့ပေါက်တယ်နိုင်ငံရှင်းတဲ့ဂျင်းလူငယ်ကဏ္ဍဆိုတော့ကျွန်တော်ဆွေးနွေးတာဟုတ်တော့ကျွန်တော်ဆွေးနွေးချက်တွေက RFA မှာဆွေးနွေးတာကအတော်ပေါက်တယ်ဆိုတော့ကျွန်တော်ကအဲ့အချိန်တုန်းကဆိုရင်တော့ဘလို့ဒီပြောပြလဲဆိုတော့ formal democracy နဲ့ substantive democracy အကြောင်းပေါ့အဲ့တော့ကျွန်တော်အကြမ်းဖျင်းပြောမယ်ဆိုရင် democracy ကို form မြန်ချပေါ့အဲ့ဒီ form မြန်ချပြီးတော့မှအဲ့ဒီ form ဖြစ်လာတာကိုမှ participatory လို့ခေါ်တဲ့ democracy အစစ်ဖြစ်အောင်လုပ်ပေါ့အဲ့တော့formal democracy ကနေပြီးတော့မှ substantive democracy ကိုကူးပြောင်းမှုအတွက်ကိုနော်ပုံစံအဖြစ်ရှိပြီးတော့အနှစ်သာရဟုတ်တဲ့နော် democracy အတူရုပ်ောက်ပွဲအတူတွေကတွားနေပဲရပါတယ်ဆိုတဲ့ line ပေါ့နော်အဲ့တော့အဲ့အခါမှာအခုလိုမျိုးအခြေအနေမဟုတ်ဘူးဗျာအဲ့တော့မြန်မာပြည်ကနော်တော့ပေါက်ပိတ်နေပြီဒီလိုအခြေအနေမှာကျွန်တော်တို့ form တစ်ခုစချရမယ်ဆိုတဲ့ line နော် form တစ်ခုစချရမယ်ဆိုတဲ့ line ကိုကျွန်တော်ကဆွေးနွေးတာပေါ့နော် form ကဒီတော့ form ဖြစ်စီစစ်တပ်ကဒိုင်းအောင်ချတော့ဘယ်နဲ့မှာအရက်ဖက် form တစ်ခုပေါ့နော်အရက်ဖက်ပုံစံတစ်ခုပြောင်းတာမျိုးကတစ်ဆက်သွားမယ်ပေါ့အဲ့ဒါမျိုးကိုကျွန်တော်ဆွေးနွေးတာနော်ဆွေးနွေးတာအဲ့တော့ energy ကိုဝေဖန်တာပေါ့ဗျာဆိုတော့ကိုအမေစုကကျွန်တော်ရဲ့ဆွေးနွေးချက်ကိုနေအခြေချက်ကနေပြီးတော့မှနားထောင်ဖြစ်တယ်ကျွန်တော်ဆွေးနွေးချက်တွေကိုအမေစုကသဘောအရင်အကြကြီးမဟုတ်ဘူးနော်သဘောအတူကြီးမဟုတ်ဘူးကျွန်တော်ဆွေးနွေးချက်တွေကိုနားထောင်တယ်နားထောင်ပြီးတော့မှကျွန်တော်ရဲ့ဆွေးနွေးချက်တွေကိုတံပြန်ဖို့မက်ဖြူဖြူတင်းကိုတောင်းပေးတယ်ဆိုတော့မက်ဖြူဖြူတင်းနဲ့ကျွန်တော်ကကြာလာပလီနေမနဲ့တိုင်းမှာဒါပေမဲ့မက်ဖြူဖြူတင်းကဗုဒ္ဓဖူးနေမနဲ့တိုင်းတော့အတန်လွတ်နေဆိုတော့ကျွန်တော်အတန်လွတ်နာကနိုင်ငံနဲ့ကျတဲ့လူငယ်ကဏ္ဍအတန်လွတ်နေမက်ဖြူဖြူတင်းကလူငယ်နဲ့နိုင်ငံလားမသိဘူးကျွန်တော်ကအဲ့လိုမျိုးတော့အတန်လွတ်နေဆိုတော့အဲ့ဒီကနေပြီးတော့မှကျွန်တော် energy ကိုဝေဖန် energy သွားတဲ့လမ်းကြောင်းကိုဝေဖန်နေဟာကိုမှနော်အမေစုကနားထောင်တာဒါမှမဟုတ်ကျွန်တော်ကအဲ့တုန်းက2010ရွေးကောက်ပွဲကိုလက်ခံနေတော့ကိုဖြိုးမင်းသိန်းလို့တော့ရွေးကောက်ပွဲဝင်ပြိုင်ဘူးလက်ခံနေဘာကြောင့်လဲဆိုတော့ first school ဘက်ကအရွေးတစ်ခုကိုမလုပ်နိုင်လို့ရှိရင်အရွေးတဲကိုဝင်ပြီးတော့မှကိုယ်စိတ်ကြိုက်ကိုယ်စံတွင်းပြောင်းရမယ်ဆိုတော့အတွေးခေါ်မှားပေါ့ဗျာအဲ့ဒါကျွန်တော်မရှိကြဘူးနော်ကိုယ့်ဘက်ကအရွေးတစ်ခုမပေါ်ဆောင်နိုင်လို့ရှိရင်ရှိလာတဲ့အရွေးတွေကိုဝင်ပြီးတော့မှဆောင်ရွက်ကမယ်ဆိုတော့အတွေးခေါ်မှားပေါ့အဲ့ဒါကျွန်တော်မရှိကြတော့အဲ့ဒါကိုကျွန်တော်ကပြောတာဒါပေမဲ့တရက်ဥက္ကမောင်ဆွေ NDF ကဥက္ကမောင်ဆွေကကျွန်တော်ပုံစံဘုံမင်းအောင်တင်ရေးတယ်ကျွန်တော်ကိုဝင်မပြတ်ခိုင်းတော့ဘာဖြစ်လို့လဲငယ်လို့မဟုတ်တယ်ကျွန်တော်ပယ်ပလိုက်ထို့တူအဲ့တော့လည်းသတင်းတွေကျွန်တော်ရထားသွားပြီဒီအကြမ်းဖက်စစ်တပ်ကရွေးကောက်ပွဲကိုမဲလိမ်မဲခုမှုတွေအဖြစ်နဲ့တော့ဒီအရအောင်တော့ဒီရွေးကောက်ပွဲအတုတော့ဖွဲ့စည်းပုံအတုအောင်အတုနဲ့တော့ကျွန်တော်တို့တွေအားလုံးကိုအိမ်ဖြစ်ကစားသွားမှာဆိုတာကအရန်တေချာပေါ်တဲ့အချိန်မှာကျွန်တော်ကရွေးကောက်ပွဲကိုသတင်းမောက်လိုက်တယ်
တပင်းမုံလိုက်တော့ဘဘဥဝင်တဲ့နဲ့ကျွန်တော်တွေကအားအဖြစ်မှာပဲစကားပြောတယ်အားဖြစ်မှာစကားဘဘဥဝင်တဲ့ကျွန်တော်စကားပြောတယ်နော်အဲ့တော့ကျွန်တော်ကအဲ့လိုတပင်းမောက်လိုက်တဲ့အချိန်မှာရုပ်ောက်ပွဲကိုလက်မခံတော့ဘူးစစ်တပ်ကိုတော့စစ်တပ်လုပ်တဲ့ရုပ်ောက်ပွဲကိုလက်မခံတော့တပင်းမောက်လိုက်တဲ့အချိန်မှာကျွန်တော်ကဘဘဥဝင်တဲ့နဲ့တဖွဲ့လေးဖြစ်သွားတယ်ဆိုတော့ဒီအချိန်မှာမေစုကကျွန်တော်ကိုဦးခွန်တာမြင့်ကဆက်သွယ်လာတယ်ဦးခွန်တာမြင့်ဆိုတာကအဲ့တော့မေစုရဲ့အိမ်ကိုပြင်ပေးနေတာသူဘိတုကဦးခွန်တာမြင့်ရဲ့ညီပေါ့တော့ဦးသိမ့်ခင်မြင့်ဆရာသိမ့်ခင်မြင့်သားပေါ့ဆက်သွယ်လာတယ်ပြီးတော့သူကကျွန်တော်စပြောပေးတဲ့တောင်းဝင်မှတ်မိသေးတယ်မင်းဟိုတဲ့မမက Time magazine မှာပါတဲ့ Needles in the haystack စောင်းမကိုဖတ်ပါလို့ပြောတယ်အဲ့ဒါပြီးလို့ရှိရင်အဲ့လိုဖတ်ပြီးလို့ရှိရင်နော်အဲ့ဒီအတိုင်းဆောင်ရပါနော်အဲ့ဒါကိုကျွန်တော်မှားလိုက်တယ်နော် Leaders in the haystack ဆိုတဲ့စောင်းမဒီကတော့ကိုရက်တူဖွဲ့ကြဖို့နော်အဲ့ဒီ Leaders in the haystack ဆိုတဲ့စောင်းမဆိုအဲ့တော့ Time magazine မှာအစ်စမောက်ကျွန်တော်ဖတ်ပြီးတော့အဲ့ကပထမအောင်ဆုံးမေစုကျွန်တော်ကိုဆက်သွယ်တဲ့အချိန်မှာမေစုကျွန်တော်မမြင်ဘူးသေးကျွန်တော်မေစုသိတာပေါ့မြင်ဘူးသေးဘူးเนาะအဲ့တော့မေစုကကျွန်တော်ကိုမမြင်ဘူးတဲ့အချိန်ကစပြီးတော့မှမေစုနေအချင်းချုပ်ကမလွတ်သေးတဲ့အချိန်ကစပြီးတော့မှအဲ့ဒီအချိန်ကစပြီးတော့မှကျွန်တော်မေစုတော့လှုပ်လို့ပေးခဲ့တာကျွန်တော်မေစုနေအချင်းချုပ်ကလွတ်လာပြီးတဲ့အချိန်မှာမေစုကကြားချက်နဲ့ကျွန်တော်ပေးတဲ့ institute လုပ်တယ်ညရေးကိုရက်တွေလုပ်တယ်မေစုကလည်းပဲတောက်လျှောက်တောင်းဝန်ပေးတယ်ပေါ့နောက်ပိုင်းကျွန်တော်သူ့လူသနာအကြီးအကဲဖြစ်တဲ့တောင်းဝန်ပေးတယ်အဲ့တော့တရင်အချက်လက်တွေသူ့တောက်လျှောက်အစီခံရတယ်သုံးသက်ချက်တွေအများနဲ့ပေးနေရတယ်နော်ဆိုတော့ဒါပေမဲ့ရုပ်အပေါ် online ကိစ္စတွေမှာနော်ပါတီကျွင့်ပြောင်းလဲကိစ္စတွေမှာအဓိကကျွန်တော်တောင်းဝန်ပေးတယ်နော်အဲ့ဒါမျိုးနဲ့အမေစုတောင်းကျွန်တော်ကရောက်လာခဲ့ဆိုတော့ကံကြမ္မာပဲပေါ့ဗျာအမေစုနဲ့လက်တွဲလို့ရတဲ့ကာလတွေကအလွန်တန်ဖိုးရှိပါတယ်။နော်ကျွန်တော်ကိုယ့်ရဲ့ကိုယ်စွမ်းကိုယ်စားကိုမေစုအတွက်နော်အသုံးပြုခွင့်ရတာပါအလွန်ကြီးမားတဲ့မင်္ဂလာတရားပါပဲ။အလွန်ကြီးနေပါတယ်။ဆိုတော့ကျွန်တော်တို့စကားပြောတာလည်းရှိကြသွားပြီ။နော်မေစုဒီနေ့87နှစ်ပြည့်ဝင်းနေမှာမေစုအသက်ရှိပါစေကျန်းမာပါစေအချုပ်နှောင်ကအမြင့်ဆုံးလွတ်ပါစေလို့ဆုတောင်းပါတယ်နော်ကျွန်တော်သစ္စာစကားဒီကျွန်တော်ဆိုထားတယ်ကျွန်တော်တိလာစောင့်တည်ထားတယ်တိလာနဲ့ပေါ့နော်ကျွန်တော်အခုစိတ်ကလည်းအေးချမ်းရှိတယ်နော်အဲ့ဒါနဲ့သစ္စာဆိုပါပေါ့ကျွန်တော်ဒီအသက်20ကျော်ရွယ်မဆောက်ပြီးအကျဉ်းဖက်စစ်အာဏာယူများကိုတော်လန်ဆန့်ကျင်ရတယ်အသက်တင်ကြီးကိုမကြောက်မရွံ့ခဲ့ပါစီးပွားပစ္စည်းတွေကိုမစိုးရင်ခဲ့ပါကိုကြိုးအကျိုးစီးပွားကိုလုံးဝမငဲ့ကွက်ခဲ့ပါအခတိတရားလုံးဝမရှိခဲ့ပါအိမ်မန်ကန်သောသစ္စာစကားကြောင့်မေစုကျမ်းပါပါစေအသက်ရှိပါစေအေးချမ်းပါစေအချုပ်နှောင်ကချက်ချင်းတော့ပါစေဒါသစ္စာစကားဖြစ်ပါတယ်ဒီသစ္စာတည်ပါစေမေစုကျမ်းပါပါစေသက်ရှိပါစေအေးချမ်းပါစေအချုပ်နှောင်ကချက်ချင်းတော့ပါစေလို့ကျွန်တော်ဆုတောင်းလိုက်ပါတယ်နော်ဒါပါပဲဗျာဒီနေ့အားလုံးလည်းအေးချမ်းပါစေနော်ဒီနေ့မေစုမွေးနေ့မှတရားအားလုံးလည်းအေးချမ်းကြပါစေ